အရင်အားဆိုရင်ဒီလိုဆင်ဆိုရင်2လမ်း3လမ်းနဲ့ဝုံတိုင်းကျဲပြီးတက်တာအခုတော့စိတ်သွားတိုင်းလဲကိုမပါတော့ဘူးစိတ်သွားတိုင်းလဲလက်မပါဘူးပါဇက်ပဲပါနိုင်တော့ပါဇက်နဲ့ပြောတာရပါတယ်ကံမကောင်းအကြောင်းမလားလို့3ရက်နေ့ကလက်ကျိုးတယ်4ရက်နေ့ကဝက်လက်မြို့မှာသွားပြီးဟောပြောပွဲလုပ်မယ်ဆိုတော့3ရက်နေ့ကမန္တလေးရရှိတဲ့ကျောင်းကြီး2ကျောင်းကဖိတ်တယ်သူတို့ကျောင်းဒီမှာလည်းလာပြီးဟောပြောပါဆိုလို့တရက်ကြိုပြီးတော့3ရက်နေ့ကမန္တလေးကိုရောက်အောင်သွားပါတယ်အစိုးရကျောင်းမဟုတ်ပါဘူးကိုပိုင်အထက်တန်းကျောင်းကြီး2ကျောင်းပါအစိုးရကျောင်းကတော့ကျွန်တော်ကိုသဘုံဆရာလူများတတ်မှလားမသိပါဘူးဘယ်ကျောင်းမှမဖိတ်ပါဘူးအဲ့တော့အခုအနေနဲ့အခုဖိတ်တော့လဲကျောင်းသူကျောင်းသားလေးတွေတွေ့ရရင်ကျွန်တော်အရန်ပျော်တာညပျော်ဝင်မှလည်းပထမဦးဆုံးသိတာကရမီရဖားတွေနဲ့စကားပြောရမယ်ထင်လို့ပြင်ဆင်သွားတာခိုးရောက်တော့3ပုံ2ပုံလောက်ကကျောင်းသားတွေဖြစ်နေတာပျော်သွားတယ်ကျွန်တော်ဟောပြောပွဲမှာတခါမှအဲ့လောက်ကြာစကားမပြောဘူးဆရာမခင်တူကကျွန်တော်ရှေ့မှာပြောသွားတယ်ကျွန်တော်အားနာပြီးတော့သူကတနာရီခွဲလောက်ပဲပြောတယ်ကျွန်တော်လည်းဘယ်ပွဲဖြစ်ဖြစ်ကျွန်တော်ကလေတနာရီတဲ့ကြိုမပြောပို့ပြီးတော့မပြောဘူးကျောင်းဆရာလေးဗျာကျောင်းသားတွေ tension က45မိနစ်ပဲရှိရဆိုတော့ကျွန်တော်သိထားတာပဲ45မိနစ်လောက်ပြောပြီးပြီပေါ့ဒါစာသင်တာပဲပေါ့နော်ကျွန်တော်အဲ့လိုအာယုံထားတာဒါမှမဟုတ်လွန်အောင်ကျော်ပြောရင်တနာရီဒါပေမဲ့လို့ညပြောတဲ့အခါကျတော့ကျောင်းသားတွေရဲ့စိတ်အာယုံစူးစိုက်မှုဝင်စားမှုဟာသူတို့ကပိုရှိပြလေကိုကပိုပြောခြင်းလေသူတို့ကပိုအာယုံဆိုင်လေကိုကပိုပြောလေပြောနေတယ်ကျွန်တော်ည2နာရီကြာသွားတယ်ကိုတော့မသိလိုက်ဘူးဆရာမတခင်တို့ကညချက်ချင်းမန္တလေးပြန်မယ်ဆိုတော့အားနာလိုက်တာကိုကြောင့်17နာရီခွဲသွားတယ်အဲ့ဒါကဘာလဲဆိုတော့အမှန်တည်းပြောဆရာမခင်တို့ကကျွန်တော်စဉ်းလာခြင်းဘာပဲလဲဆိုဆရာကနေဒီကျောင်းဆရာစိတ်မကုန်ဘူးတဲ့ကျောင်းဆရာစိတ်ဆိုတာကုန်ရလားသေမပဲကုန်မှာပဲကျွန်တော်ကတော့လေကျွန်တော်2010နဲ့30ပေါ့နော်2000ပြည့်နှစ်ပေါ့ကျွန်တော်ဟိုရင်းလဲကိုကြီးအချင်းလဲအားလုံးလက်ထက်မှာရှိမှာပါ2000ပြည့်နှစ်ကကျွန်တော်ပြည့်နှစ်ကကျွန်တော်အငိမ့်စားယူပါတယ်အငိမ့်စားယူလိုက်တဲ့အခါကျတော့2000ပြည့်နှစ်ဒီဇင်ဘာလ31ရက်မှတ်ရပဲဒီဇင်ဘာလ31ရက်နေ့မှာကျွန်တော်ကျောင်းဆရာအလုပ်ကိုဆက်မလုပ်တော့ဘူးလို့ဆုံးဖြတ်ပြီးတော့ကျွန်တော်တာဝန်ယူတာဝန်ခံရတဲ့ကွန်ပျူတာကန်းသော့ကိုကျောင်းကြီးလက်ထဲကိုထည့်ပြီးတော့ကျွန်တော်တခါတည်းအပြီးထွက်ပလိုက်တာကျောင်းကလုပ်ကိုမလုပ်ချင်တော့ဘူးခါတိုင်းလိုတောမှာကျောင်းဆရာဆက်ဖြစ်နေကျွန်တော်ကျောင်းဆရာလောကကိုကျွန်တော်အဲ့အသက်60ပြည့်လေးကျွန်တော်လုပ်ဖြစ်မှာမြို့ကျောင်းကိုရောက်ပြီးတော့ကွန်ပျူတာဆရာဆိုပြီးဖြစ်လိုက်ခါကျမှအရန်စိတ်ညစ်သွားတာမြို့ကျောင်းရောက်တာကျွန်တော်နဲ့မြို့နဲ့ဓာတ်တက်ကျွန်တော်တို့တော်တော်များများသိကြမှာပါဘာကြောင့်ဘာနဲ့သိလဲလို့မေးလို့ရှိရင်ဘယ်နေရာရောက်တချို့မြို့နယ်တွေဆိုရင်ဆရာနာမည်ဘေးနားမှာဂွင်းစာဂွင်းပိန်းနဲ့ထည့်ခွင့်ပြုပါဘာထည့်မှာလဲဗျာရိုးမပေါ်မှာကြားတဲ့မျက်ရည်ဟာဒုက္ခပဲအဲ့ဒါမှသိမှာမို့လို့ပဲဒီကပျော်ပွဲကသားတို့သမီးတို့ဆရာကိုသိလားရိုးမပေါ်မှာကြားတဲ့မျက်ရည်ဆိုတာသိလားဟဲအဲ့ဒါဆိုရင်တော့တော်တော်ခင်မိနေပြီပဲအဲ့ဒီကမြင့်မြတ်ကိုသိလားအဲ့ဆရာငယ်ငယ်တော့မြင့်မြတ်အတိုင်းပဲယုံလားယုံတယ်ဆိုရင်အခုကဆရာနဲ့လည်းတိုင်ပင်လာတယ်ဆရာနည်းနည်းပဲပြောမယ်တော့ဒီနေ့စကားအများကြီးပြောဟာဘာလို့အများကြီးပြောအောင်သားတို့သမီးတို့များပြောစီချင်လားသားတို့သမီးတို့မပြောချင်ဘူးလားပြောချင်ပါတယ်နော်အဲ့ဒါတီးယူမယ်နော်အဲ့တော့ဆရာကနည်းနည်းပြောမယ်ဆရာပြောတဲ့လောက်ပြောပြီးကြံတဲ့ခန္ဓာတွေမှာသားတို့သမီးတို့နဲ့ဆရာအပြန်လဲဆွေးနွေးရင်မကောင်းလားကြိုက်လားပြောကြည့်လေရင်ထဲပေါ်သွားတာပဲဆိုတာအဲ့ဒါဆရာတို့တွေမဟုတ်ဘူးနော်သားတို့သမီးတို့လည်းပြောကြည့်လိုက်ရင်ထဲပေါ့ကိုပေါ့တာအဲ့ဒါအမှန်ပဲပြောချင်တာတွေရင်ထဲအောင်ထားတော့ဒုက္ခဖြစ်တာမရှိဘူးသိလားနော်ပြောချင်ပြောတာချထည့်လိုက်အဲ့ဒါဒီလိုအခြေအနေဒီလိုအခါမျိုးမှာပြောချင်တာလွတ်တာပြောတယ်လားအဲ့ဒါအခွင့်အရေးအကောင်းဆုံးချိန်အဲ့ဆရာတို့ပဲပြောတော့ဘာလို့မှလဲပြင်းစရာကြီး
ဒီစကားတွေကအကုန်လုံးသားလို့သမီးလို့တချို့ဆိုရင်စာအုပ်ထဲဖတ်ဘူးလားဒီပဲဟုတ်တယ်မလားဆရာတို့အထွေထူးလုပ်ပြီးပြောနေရတာစာဖတ်ရင်အကုန်လုံးသိတယ်သားလို့သမီးတို့တကယ်ဆိုစာမဖတ်လို့မသိကြတာစာဖတ်လိုက်ရင်ဆရာပြောမှာဘာပြောမှာဆရာပါဇက်ဟာရတယ်နဲ့သားလို့သမီးတို့အကုန်လုံးသိနေမှာပဲအခုလည်းအဲ့တော့နည်းနည်းပြောပြီးတော့များများမေးတဲ့အလုပ်လုပ်မယ်နော်များများဆွေးနွေးတဲ့အလုပ်လုပ်ကြအောင်နော်မကောင်းလားကြိုက်သွားပြီအဲ့ဒါတော့အရန်ကြိုက်သွားပြီအဲ့ဒီအစစ်စရုံနော်အဲ့ဒီတော့ယုံမပေါ်မှာကြားတဲ့မျက်ရည်ကမမျော်လင့်မဲ့ဖန်တီးလိုက်မိတဲ့ဝတ္ထုတွေပါမမျော်လင့်မဲ့ဖန်တီးလိုက်မိတာဆိုရင်ပြောရင်ယုံမှာမဟုတ်ဘူးဆရာကဘယ်နေရာရောက်ရောက်ဘယ်ဒေသရောက်ရောက် Facebook တွေမသုံးကြနဲ့လို့ပြောရတဲ့ထဲမှာဆရာမပါဘူးဘာဖြစ်လို့လဲဆိုဆရာတနေကုန် Facebook သုံးတဲ့ကောင်မလို့သားတို့သမီးတို့လူငယ်တွေလူကြီးတွေ Facebook သုံးတယ်ဆိုဆရာအိတ်နေတယ်လို့ရှိတယ်ဘာလို့ဆရာအိတ်မှာ Facebook ပိတ်တာမိုးလင်းတာနဲ့လမ်းလျှောက်ပြီးပြန်လာရင်ဆရာလက်ထက်မှာကွန်ပျူတာသုံးလုံးရှိတယ်ကြွားတာမဟုတ်ဘူးနော်ကြွားတာမဟုတ်ဘူးသားတို့သမီးတို့ခင့်တဲ့အညီဖြစ်စေခြင်းလို့ပြောနေတာမြင်ကွင်းတဲ့မှာမြင်ကွင်းကျဲ TVO monitor တစ်လုံးရှိတယ်ကွန်ပျူတာတစ်လုံးအဲ့ဒါဘာနဲ့ချိန်ထားလဲဆိုတော့ဒီတဲ့နည်းနည်းကြီးတဲ့ laptop ကြီးနဲ့ချိန်ထားတယ် laptop နဲ့ monitor အကြီးနဲ့ချိန်သုံးတာအဲ့ဒီ monitor မှာဆရာကနှစ်ပိုင်းခွဲတယ်တစ်ပိုင်းဒီ Facebook တစ်ပိုင်းဒီဆရာလက်ရှိရေးနေတဲ့စာတွေဆရာဒီဘက်မှာစာတွေတော့ဆရာရေးနေတာအကုန်ရေးတာပဲရေးပြီးလို့ရှိရင်ဆရာရေးနေတဲ့နောက်ထွက်မဲ့စာအုပ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အမှန်ပဲတော့နောက်ထွက်မဲ့ဝတ္ထုတွေကဆရာမှာတန်းလန်းဆရာ Facebook ပိတ်သက်ဆိုရင်သိတယ်နော်သူတို့ဆရာတန်းလန်းနှိမ့်ဆက်တာတွေအများကြီးခဏဒီဆရာဇက်မသိမ့်သေးဘူးသိမ့်လို့မရဘူးတချို့တွေဆိုရောက်တဲ့နေရာတိုင်းမှာပြောတယ်ဆရာသူနဲ့သူမဇက်လန်းဘာဖြစ်လို့ဇက်မသိမ့်သေးတာလဲဟဲဇက်သိမ့်လိုက်ရင်အတိတ်တွေပြန်ပေါ်ပြီးတော့ဆွေးစရာတွေဖြစ်ကုန်မှာပေါ့သိမ့်ရဲသေးဘူးမသိမ့်ရဲသေးဘူးဆိုတာကမသိမ့်ရဲသေးလို့ပေါ့မသိမ့်ရဲသေးလို့ပဲမသိမ့်ရဲသေးဘူးအဲ့ဒီဇက်လန်းကဘာလဲဆိုတော့ကိုရွေးတက္ကသိုလ်ဖြစ်ရဇက်လန်း romance လေးဟာလားရိုးမပေါ်မှာကြားတဲ့မြေကြီးရတယ်တကယ် romance ပဲတကယ် romance ကိုအဲ့ဒါမထင်မှပဲရေးလိုက်တာအဲ့ဒီရိုးမပေါ်မှာကြားတဲ့မြေကြီးကိုဗမာရေးတယ်လို့မေးအဲ့ဒီဝတ္ထုကိုလိုက်ပြီးတော့လိုက်ဆက်တာထုတ်ဝေသူတွေကိုကျွန်တော်ဝတ္ထုလေးတစ်ပုဒ်ရေးထားပါတယ်ကျွန်တော်ဝတ္ထုလေးများထုတ်ပေးခြင်းစိတ်မရှိဘူးလားဆိုတော့ကြီးကြတယ်ဆရာရဲ့မနောက်ပါနဲ့တဲ့ဆရာဘယ်တော့မှဝတ္ထုရေးတဲ့လူမှမဟုတ်တာကြီးတဲ့မှန်တာပဲဆရာသတင်းစာလောကမှာပဲကျင်လည်နေတာသတင်းစာလောကမှာသတင်းစာ editor ဘဝနဲ့ပဲကျင်လည်တဲ့နှစ်ပေါင်း IT ဆိုင်ရာ channel တွေမှာကျင်လည်တဲ့နှစ်ပေါင်း2000ပြည့်နှစ်ရန်ကုန်ကိုစပြီးတော့ရောက်ထဲကဒီဘက်အထိတွက်ကြည့်တော့ပေါ့နှစ်ပေါင်းလည်းမနည်းပါဘူးသတင်းစာတိုင်းမှာပဲလုပ်နေတာအဲ့တော့ဝတ္ထုရေးရတယ်ဆိုတော့သူတို့တော်အံ့ဩတယ်ဟုတ်တယ်ကျွန်တော်ဝတ္ထုလေးရေးရတယ်ဘယ်လိုဝတ္ထုလဲရင်တွင်းပြက်ယုံမဘောကကြားတဲ့မြေရရင်တွင်းပြက်တွေပါမယုံပါဘူးတဲ့ဆရာဝတ္ထုရေးတတ်တယ်လို့မဟုတ်ပါဘူးမဟုတ်ဘူးကျွန်တော် Facebook ပေါ်ကလူတွေတော်တော်များများသိတယ်ကျွန်တော်အဲ့ဒီဝတ္ထုရေးထားတာတော်တော်ကြာပြီ Facebook မှာရေးထားပြီးသားဒါပေမဲ့ဇတ်တော့မသိရသေးဘူးဇတ်သိရ twist လေးထားပြီးတော့အောင်လာတယ်စာအုပ်ထဲမှာမှကျွန်တော်ထည့်ပေးတာအဲ့ဒီတော့မှစာအုပ်တော့ဖြစ်တဲ့ခါကျတော့ဘယ်သူမှထုတ်ပေးမယ်လို့မရှိပါဘူးအဲ့ဒါနဲ့ကိုယ့်ဟာကိုယ်စာပေစုရတာတဲ့ပတ်စံလေးတွေနဲ့ပေါ့နော်စုဆောင်ပြီးတော့ကိုယ့်ပတ်စံနဲ့ကိုယ်ထုတ်တာရှုံးရင်ရှုံးတပြားမှပြန်မရကြနဲ့နေဆိုပြီးတော့ထုတ်လိုက်တာပါအဲ့ဒီစာအုပ်ထုတ်တော့မှတ်မှတ်ရ12သိန်းလောက်ကုန်သွားပါတယ်အဲ့ထဲမှာစာပေစု3စုရဘူးပါတယ်3ခါရဘူးတယ်စာပေစု3ခါရလို့စုထားတဲ့ပတ်စံတပြားမှမကြအကုန်ပြောင်းမယ်ရင်းနှီးလိုက်တာထင်လည်းမထင်ဘူးဩဒါဘယ်လိုပဲပြီးတော့စာရေးဆရာဆိုတဲ့လူတွေရဲ့စိတ်ဓာတ်ကသိခက်တယ်အောင်မြင်တယ်မအောင်မြင်ဆိုတော့သူတို့သိချင်မှသိမယ်ကြပြားဆရာတွေလည်းခုနကြပြားဆရာကြီးနဲ့လည်းစကားပြောတယ်သူတို့ကလည်းတကယ်စွန့်သားတဲ့လူတွေသူတို့ကြပြားကိုသူတို့ရွတ်နေရမယ်ဖော်တူးနေရမယ်ဆိုတော့သူတို့သိဝင်သားတယ်သူတို့လည်းကြပြားစာအုပ်ထုတ်မှာပဲအမြတ်တိဖြစ်တယ်ရှုံးတိဖြစ်တယ်သူတို့ထုတ်မှာပဲရောင်မရောင်းရလည်းကိစ္စမရှိဘူးဆရာတို့လည်းចောင်းသားဘဝတုန်းကကြပြားထုတ်တာပဲကိုကြပြားကိုကိုလေရင်းနေရေးကိုကြပြားကိုပုံဖော်ကိုကြပြားကိုစာအုပ်တွေဖြတ်ချုပ်ပြီးရင်တယောက်ကိုတောက်ကို100နဲ့လိုက်ရောင်းတယ်ဝယ်ကြပါဘယ်သူမှမဝယ်ဘူးအလကားပေးတော့မယူဘူးအဲ့တော့ဘာလို့ လဲသိလားတခါလေကျရင်ကိုယ့်အကူရှက်တဲ့အခါကျတော့အိမ်ကမိဘပတ်စံပြန်ဆောင်ပြီးတော့ဟုတ်တယ်မလားကြပြားစာအုပ်ပဲရောင်းရလို့တငယ်ချင်းတွေကိုအခန့်ရတယ်လို့ပြန်လုပ်ရတယ်
မကုန်ဘူးကြပြစာအုပ်တွေဝယ်မဲ့လူမှမရှိတာအဲ့လိုနဲ့အယူတွေထားခဲ့ကြတာပါအခုလေဒီစာအုပ်လည်းအဲ့လိုပဲရုံးမပေါ်မှာကြားတဲ့မျက်ရည်မထင်မှပဲစာအုပ်ထုတ်လိုက်တဲ့ခါကျတော့ငွေ10 သိန်းကျော်ကုန်သွားတယ်ကဲမရတဲ့နေလို့ကိစ္စမရှိဘူးစိုင်နေလိုက်ပြီးဆက်တယ်ဘယ်သူရေးတာလဲဘာလဲဘယ်သူရေးတဲ့စာအုပ်လဲတင်ညွတ်မကြဘူးဟာပြန်ဟိုကဖြစ်လိုက်တာဟောဘူးလေတင်ညွတ်မကြဘူးလားတင်ညွတ်သည်ကျောင်းဆရာမှတ်တမ်းနဲ့စာပေစုကြီးရတာဘူးလားမသိဘူးတဲ့အဲ့ဒီလောက်ထိနာမည်ကြီးတာသိလားအမျိုးသားစာပေစုလာရတယ်ဆိုတော့ဘယ်သူမှမသိဘူးပြောချင်တာကတော့အမျိုးသားစာပေစုရတဲ့ကျောင်းဆရာမှတ်တမ်းဘယ်သူမှမသိဘူးဒါပေမဲ့ရိုးမပေါ်မှာကြားတဲ့မျက်ရည်ဆိုတဲ့စာအုပ်ကလေးလည်းထွက်သွားအောင်ဆရာကလည်းဆရာစာပေတက်ကရှိပြီးသားပါဆရာပေတက်ကဘယ်လိုလဲဆိုတော့ face ဆရာ face ကိုကြည့်တဲ့လူတိုင်းကဆရာပေတက်ပဲဆရာကိုအမတန်ချစ်ဆရာကောင်းတဲ့ပေတက်ရိုးမပေါ်မှာကြားတဲ့မျက်ရည်စာအုပ်လည်းထွက်ပြီးဆိုတော့ဝယ်ပြီးတော့အားပေးလိုက်တာဘုံနဲ့သူတို့ဟိုစိုင်နေရလားမတင်ညုံပြောတယ်မှားလိုက်တာဟိုစာအုပ်ကဗမာပြည်မှာ best seller ဆိုတာပြောမယ်နော်အထင်ကြီးနဲ့ဗမာပြည်မှာ best seller အုပ်ရည်1000လူကြီးတန်း60နီးပါးလောက်ရှိပါတယ်ကျွန်တော်ရိုက်တဲ့အုပ်ရည်က1000ပါရုံးမပေါ်မှာကြားတဲ့မြေဆိုတဲ့အုပ်ရည်1000သောစာအုပ်ကိုကျွန်တော်တစ်နှစ်လောက်ရောင်းရပါတယ်တစ်နှစ်လောက်တော်တော်ကိုရောင်းရပါတယ်ပတ်စံပြန်စုရတာရောင်းရတယ်ဆိုတာအခုရော့စာအုပ်ရော့ပတ်စံမဟုတ်ပါဘူးစာအုပ်ဆိုင်တွေကိုလိုက်ပြီးတော့မျက်နှာနဲ့အောက်ကျုပ်ပြီးတော့တင်ရတယ်ကိုစာအုပ်တွေတစ်ခါလေးဆိုင်သွားကြည့်ရင်အဲ့စာအုပ်ကမရှိတော့ဘူး။အော်အမရဲ့စာအုပ်လေးမရှိတော့ဘူး။ပတ်စံလေးရှင်းပေးပါဆိုမရှင်းပေးသေးဘူး။မကုန်သေးဘူးလို့ပြောတယ်။မကုန်သေးဘူးဆိုတော့စာအုပ်ပေါ်မှာလည်းလို့မေးလေစာအုပ်လည်းမရှိတော့ဘူး။အဲ့လိုတွေရင်ဆိုင်ပြီးတော့အမျိုးမျိုးသောအခက်အခဲတွေကြကကိုကရင်းနှီးလိုက်ရတဲ့ပတ်စံကတော့ထုတ်လိုက်ထွက်သွားတယ်။အဲ့ဒီစာအုပ်နဲ့ပြန်ရတဲ့ပတ်စံမူးစုပဲစုနဲ့တော်တော်လေးကိုတင်ကြုံပြီးတော့နေရာကနေပြီးတော့ကံကောင်းထောက်မှစွာရုပ်ရှင်ကဝယ်ပြီးလဲဆိုတော့အဲ့ဒီမှာခါစပြီးတော့စမ်းပွင့်တော့တာပဲရုပ်ရှင်ကဝယ်မယ်ဆိုတော့စိတ်မဝင်စားဘူးရုံးမပေါ်မှာကြားတဲ့မျက်ရည်ဝယ်ခြင်းနဲ့ဟာမရောင်းဘူးဘာလို့ဆိုတော့ရုပ်ရှင်ကတိတ်အထင်ကြီးတာမဟုတ်ဘူးတိတ်လည်းမကြည့်ဘူးဗမာကားတွေတော်ကြတော့ဆရာကြီးမြတ်တန်တင်ရဲ့ဓာတ်တောင်ဝင်ကြုံရင်မိပင်လေကိုဖြတ်မိဆိုတာသိကြလားမပြောတတ်ဘူးတက်ကြီးပိုင်းတွေတော့သိကြပါတယ်နော်ဆရာကြီးမြတ်တန်းရဲ့ဓာတ်တောင်ကိုကြော်ပြီးတော့မိပင်လေကိုဖြတ်မိဆိုတဲ့စာအုပ်ကိုကြော်ရင်းရိုက်ထဲတာအဲ့မှာတခါတည်းပြဿနာတက်တော့တာပဲအားလုံးသိကြပါတယ်နော်ဓာတ်တောင်ပြီးကိုယ်လည်းပင်ကိုဖြတ်လိုက်တယ်လို့ဖြစ်သွားတာပဲတခါတည်းရုပ်ရှင်နဲ့ဘာမှဇာတ်ဝတ္ထုနဲ့ဘလို့မှမကိုင်အောင်ဖျက်ဆီးလိုက်တာမှပက်ဆက်ဖျက်ဆီးလိုက်တာကျွန်တော်အဲ့ဒီရုံးမပေါ်မှာကြားတဲ့မျက်ရည်ဝတ္ထုလေးကိုကျွန်တော်အဲ့ဒီလိုဖြစ်သွားမှအရန်ကြောက်ဒါမှမရောင်းဆိုပြီးတော့ကွိတ်ပတ်ရှောင်တာနောက်ဆုံးကျတော့ဝယ်ရှင်တဲ့လူကလည်းဘယ်လိုလဲဆိုတော့ကျွန်တော်တငယ်ချင်းတွေကျွန်တော်နိုင်တဲ့မိတ်ဆွေတွေကိုအတင်းအင်ကိုခေါ်ပြီးတော့လာဝယ်တာရောင်းပါဆရာလူချင်းတဲ့ပုံစံပြောပါကျွန်တော်ဖြစ်အောင်ရိုက်ပေးမယ်ကဲဟုတ်ပြီခမရကလည်းဝယ်ရှင်တယ်ကျွန်တော်လည်းအဲ့ဒီချိန်မှာအိမ်လာကပေးစရာပတ်စံမရှိဘူးအိမ်လာကလည်းနှစ်ချုပ်လေကျွန်တော်တို့ကနှစ်ချုပ်နဲ့အင်္ဂန်းငှားနေရတယ်ပတ်စံကလည်းမရှိဘူးပတ်စံလည်းတော်တော်လိုနေတာဟိုကလည်းစာအုပ်တာထုတ်ထားတယ်ဆိုတော့ပတ်စံကပြန်မရဘူးအကျွေးတွေကလည်းကို့မှာလည်းအိမ်လာကပေးဖို့ပတ်စံကလည်းလောလောဆယ်လိုနေပြီဟဲ့ဟုတ်ပြီကဲဝယ်ရောင်းမယ်ဒါပေမဲ့နှစ်ဖက်ဒီလုံးဘယ်လိုဒီလုံးလဲနံပါတ်1ရုံးမပေါ်မှာကြားတဲ့မြေကြီးဝတ္ထုမှာအဓိကဆက်ဆောင်သိပါတယ်ဘယ်လိုလဲငတိုးအပြင်မှာတကယ်ရှိပါတယ်လက်ရှိမယား3ယောက်ရှိပြီယူလာတာကျွန်တော်တပည့်အဆိုးဆုံးတရားလုံးဘူးမှမကြောက်ဘူးထစ်ကနေဆိုရိုက်ပြီးပြီဆို तू ကငတိုးကယောက်ျားလားမိန်းမလားယောက်ျားမိန်းသူ့ကိုမိန်းမလို့တော့မပြောနဲ့အထိုးခံရမှာကြိုက်ဘူးတခက်ယောက်ျားလိုပဲနေတာခဏီးထီလည်းသွားကြည့်ဘောင်းမီတို့နဲ့နေတယ်စွတ်ကျင်နေနေတယ်အိန္ဒြာကျော်စင်ကဒီဇက်တော်မူကိုဝင်ဖို့ငတိုးတနေ့2000ပေးပြီးသူ့ဘေးနားမှာခေါ်တာတဲ့အဲ့ကားမှသွားရိုက်တော့ဘာဖြစ်လို့အဲ့လိုလုပ်တယ်လဲဆိုတော့ငတိုးရဲ့ move တွေသူ့ကိုဝင်လာအောင်လို့ငတိုးဘေးနားမှာရှိနေရင်သူကအလိုလိုငတိုးစိတ်တွေဝင်လာအောင်ဆိုပြီးတော့တနေ့2000လောက်2000ပေးပြီးတော့သူကဘေးနားမှာအတင်းခေါ်ထားတာငတိုးလိုလိုက်ကွန်ဆာမှာကွန်မူပြီးတော့ကွန်သီးနေပြီဟိုကောင်ကွန်ဆာရဲဆိုတော့ထမင်းစားရည်တော့အရက်တော့တယ်ဆိုတော့သူ့အတွက်ရည်တော့တာပဲရိုက်ပြီဆိုတာကတော့ဘာမှမဖြစ် तू ကြည့်မရရင်အကုန်လုံးဘာနဲ့ဖြစ်ဆင်းပြီးတော့ဒိုင်းဆိုချထဲရတာပဲ तू ကြိုက်တဲ့မိန်းမဆိုလဲရည်သားသားလိုက်ပြောတာမကြိုက်ဘူးလို့ပြန်ပြောရင်ဆွဲထိုးသေးတယ်ဟာကျွန်တော်အဲ့ဒီရွာမှာနေကျွန်တော်ငတိုးပြဿနာတော့ကျွန်တော်ရှင်းရတာမရှိဘူးဘာ
ဘာဖြစ်လို့လဲဆိုတော့ဘယ်သူမှလည်းမကြောက်ဘူးကျွန်တော်တော့ကြောက်တယ်ကျွန်တော်ဘာဆိုချစ်ကြောက်သူချစ်တဲ့ဆရာကိုသူကြောက်အဲ့ဒီဆရာကကိုကလည်းမြင့်မြတ်လို့ရုပ်ကလေးကိုအဲ့တော့သူတို့ကြောက်တာပေါ့ချစ်လဲချစ်တယ်ကြောက်လဲကြောက်တယ်ဒါပေမဲ့သူ့ကိုမချစ်ရဘူးလက်သီးနဲ့အထိုးခါမှကြောက်လို့သူကကြမ်းတာဘူးနောက် तू ကကိုယ်လည်းစိတ်ဝင်စားပါဘူး तू စိတ်ဝင်စားတာ तू မိန်းမပဲစိတ်ဝင်စားတာကျောင်းထဲမှာခက်ချောချောကောင်မလေးတွေဆိုလို့ရှိရင်သတိထားရတယ်အဲ तू စကားပြန် तू ရီးတော့စကားလိုက်ပြောလို့သူ့ကိုပြန်မပြောရင်အဲ့ဒါရံမယ်ပြဿနာပဲလားအောင်ပြီတော့အဲ့ကောင်မလေးကအဲ့တော့ချော့ရတယ်သမီးတို့အချင်းချင်းပဲဟဲ့ကြိုက်ကြိုက်လိုက်ပါတော့ကြတော့ဘာလင်းညာတွေပေါ့ तू တွေမပြီးတာမဟုတ်ဘူး तू အကိုတွေအဖေတွေပါ तू ပြဿနာရှာနေရလေတော့အဲ့ဒီလိုဟာမျိုးဆိုတော့ကနေထီလဲရွာမှာရှိပါတယ်ငတိုးဆိုတာလည်းရှိတယ်ငတိုးနဲ့အတူနောက်တစ်ခုတယောက်ရှိသေးတယ်မဖြူသိတယ်နော်မဖြူကဆရာနဲ့ဘာမှမဟုတ်ဘူးကြိုပြောတာအဲ့ဒါမီဒီယာတွေကနေလိုက်ဖွာရတဲ့အခါကျတော့ဆရာနဲ့မဖြူပဲဘာလို့အဲ့ဒုက္ခတွေဖြစ်နေတာကနေထီအဲ့ပြဿနာလိုက်ရှင်းနေရတယ်မဟုတ်ပါဘူးကနေထီမောင်နှမလိုပဲဟောလည်းအပြိုကြီးပဲသူကလည်းဂွေထီလင်မယူသေးဘူးဘာအောင်မျောနေလဲတော့မပြောတတ်ဘူးသူကလည်းဒီလားသူကလည်းဟိုအဲ့ဒီလိုပေါ့လေအဲ့ဒါဟိုတော်တော်ကဟို Facebook ပေါ်တက်လာတယ်ဘာလို့လေးတက်လာလဲဆိုတော့မဖြူကိုဒီကနေသွားပြီးတော့အင်တာဗျူးကြတယ်မျိုးပေါ်မီဒီယာတွေဘယ်တော့ကြောက်စရာကောင်းလဲဆိုတာနော်မဖြူအသက်ထင်ရှားရှိနေတယ်ဆိုတာခါကြတော့ဆရာယူအောင်ကိုရောက်အောင်သွားတယ်ဒီခေတ်ကလွယ်သွားပါပြီကားနဲ့သွားရင်ရနေဆရာတို့ခေတ်တုန်းကတော့မနေ့မိုးလင်း4နာရီထိုးလို့လမ်းလျှောက်ရင်ညမိုးချုပ်9နာရီလောက်မှရောက်တယ်အဲ့ယူအောင်ကုန်းကြောင်းဒီခေတ်ကတော့ကားလေးရှုပ်ဆိုသွား3နာရီလောက်ဆိုရောက်သွားပြီအင်တန်လွယ်နေတဲ့ခေတ်ဖြစ်သွားပြီအဲ့တော့မီဒီယာတွေကဘာသွားရွာသွားဟိုငတိုးကိုသွားမပြောရဘူးငတိုးကကျန်းလို့ဘုရုသွားချင်းကလည်းဆိုမဖြူကိုသွားချင်းကတယ်မဖြူကိုချင်းကပြီးတော့မဖြူဆရာတွေမှာရှိတော့ဆရာနဲ့မဖြူနေကဘာလို့မဟုတ်လားဟိုကအပြူကြီးရလူရိုးကြီးတွေတော်သားတွေကဟုတ်ပါဘူးဆရာကိုကျွန်မဘာမှဖြစ်ပါဘူးဆရာအမတန်ဟိုကဖြစ်တာကျွန်မတို့ရွာပါညာမဟုတ်အဲ့ဒါကိုတို့ဖယ်ထားတယ်မဟုတ်ဘူးလေမဖြူရဲ့ဆရာကိုဟင်းလေးသွားပို့တယ်မလားဘာတွေတော့အဲ့လိုစကားကိုလှဲမေးတော့ဟိုကသူတို့ twist မှာပါသွားပြီးတော့ Facebook ပေါ်တက်လာတဲ့ video file တခုကဘာဖြစ်သွားလဲဆိုတော့မဖြူကပဲကျွန်တော်ကိုတန်းတာနဲ့ပန်းလေးလာပေးလို့ဖြစ်သွားတယ်ကဲအဲ့ဒီမှာဇာလန်းနေရာစတော့တာပဲရောက်တဲ့နေရာမှာဆရာမဖြူနဲ့ဘာမဟုတ်လားဖျားစုမူချိုးပြရပါသေးရဲ့ဘာမှမဟုတ်ပါဘူးမောင်နှမလို့ပါရမီရဖရဆွေရမျိုးကြွားအကျိုးကြောင်းအကျိုးဆောင်တဲ့လူတယောက်နေနဲ့လေးစားတော့ဆက်ဆံပါတယ်ကျွန်တော်ဘုရုမှကျွန်တော်ဘာနဲ့စိတ်နဲ့မှမပြတ်မှာပါဘူးအဲ့လိုမနေကိုရှင်းပြယူရတယ်အဲ့တော့ဒါကရုပ်ရှင်လေးတက္ကနာကိုစတာပါကျွန်တော်ဒီအဲ့ဒီဝိထုကိုစိတ်ထဲမှာနည်းခံစားချက်နဲ့ကျွန်တော်ဘာကြောင့်ပြလဲဆိုတော့နံပါတ်1အချက်ငတိုးလို့ LGBT လို့ပြောနိုင်တဲ့ယောက်ျားစိတ်လည်းဝင်မိန်းမစိတ်လည်းဝင်အဲ့လိုပေါ့နော်ဟို transgender ပေါ့အဲ့လိုသဘောမျိုးတွေကိုကျွန်တော်ပညာရေးဌာနမှာရှိပါတယ်ဒီလိုကလေးတွေနော်အဲ့ဒီမှာစမ်းနိုင်ဆိုတာကျွန်တော်တယောက်ထည့်ထားတာရှိပါတယ်စမ်းနိုင်ရအပြင်မှာလည်းခဏရှိပါတယ်သူကလည်းခဏထိနှုတ်တက်တဲ့လေးပါပဲနှုတ်တက်တဲ့လေးနဲ့သူကဆရာလေးဖြစ်ပြီးတော့သူကဒါပေမဲ့စာသင်သားကိုအင်ပတန်စိတ်ဝင်စားတဲ့ကလေးတွေကျွန်တော်ရောက်စားကဒီကလေးတွေကဘွဲရာရထားတယ်စာသင်ရမှမသိကျွန်တော်အဲ့တောထဲမှာနေတဲ့အရိုင်းတုံးလေးတွေကိုကျွန်တော်ဖော်ထုတ်တာသူကသူဘလို့ပဲနွဲ့စကားပြောရင်ဘလို့ပဲဖြစ်မင်းကကြောင်းစင်းလေးဝှက်လိုက်ပြီးတော့တိုက်ပုံလေးဝှက်လိုက်ပြီးတော့ရှေ့ကိုထွက်လိုက်တာနဲ့မင်းကဆရာဆိုတဲ့စိတ်ဓာတ်ကိုကျွန်တော်ရအောင်သွင်းတာစမ်းနိုင်အောင်ကျွန်တော်အဲ့ဒီလိုပုံစံမျိုးတွေကျွန်တော်ချတာတော်ထဲမှာလည်းဒီလိုပဲမျိုးကနေဘွဲရပြီးတော့ပြန်လာတယ်ဘာလို့လို့မှမသိဘူးဝါကုတ်တစ်ခုံနဲ့ငှက်ပြားဖြစ်ပြီးတော့သေသွားတာဒီတပုံကြီးခုနပြည်သူ့တော်ကိုယ်စားလှယ်ကြီးပြောတာကျွန်တော်အရန်စိတ်ဝင်စားတယ်ကျွန်တော်လက်ပြောက်လို့များအချိန်ရရင်အဲ့ဒီနေရာကျွန်တော်လာလေးလာမယ်ကျွန်တော်တစ်လလောက်လာနေခွင့်ပြုကျွန်တော်ရေးမှာကျွန်တော်အဲ့လိုလူမျိုးတွေအဲ့လိုဟာမျိုးတွေကျွန်တော်အရန်စိတ်ဝင်စားတာပဲနော်အဲ့ကျွန်တော်ပြည်သူ့တော်ကိုယ်စားလှယ်ကြီးထမင်းများကြွေးထားနိုင်မလားမသိဘူးကြွေးထားနိုင်လာတာပေါ့ဗျာနော်ကျွန်တော်အဲ့ဒါမျိုးအရန်လေးလာကြတာကျွန်တော်တိုင်းပြည်မှာကျွန်တော်နိုင်ငံမှာအဲ့လိုလူမျိုးတွေအများကြီးပါဒီလားကျွန်တော်လည်းခုနပြောတယ်ကျွန်တော်နေတဲ့ဒေသကလူတွေအဲ့ဒီလိုခက်ခဲတယ်ဆိုတာကိုကျွန်တော်ကဒီရုပ်ရှင်နဲ့ဝိထုနဲ့တင်ပြကြလားအကျိုးတရားပါလေကိုပေါက်ကကျွန်တော်ကန်လန်းတယ်ကိုပေါက်ကိုကျွန်တော်တခုမဲ့ပြောတယ်ကိုပေါက်ခမည်းတော်ကျွန်တော်တခုပဲတောင်းဆိုမယ်ရုပ်ရှင်ရိုက်ပါကျွန်တော်ခွင့်ပြုတယ်ဒါပေမဲ့ငတိုးကိုခမည်းယောက်ျားမပြီးစားဘူး
ကျွန်တော်သူ့တောင်းဆိုတာဒါပဲငါတို့ဒီဘယ်တော့မှယောက်ျားယူမဲ့ကောင်မဟုတ်ဘူးသူကမိန်းမယူမယ်ဆိုရင်ယူမယ်အဲ့ဗမာကားတွေမှာရှိတယ်လေရုပ်ရှစ်ချာစိတ်ပေါက်နေပြီပဲနောက်ဆုံးကြရင်ယောက်ျားတစ်ယောက်ကိုကြိုက်တာနဲ့ဘာဖြစ်သွားလဲထမိန်ဝစ်ပြီးတော့ညာကြလေတတိလှုပ်လိုက်တာဟိုတော်တော်လေးကပဲပြသွားတယ်ကိုရဲတိုးရဲဆိုးဆိုးရဲဆိုတဲ့ကားတွေမပြသွားဘူးလားခင်သန်းတို့ကပထမတော့ယောက်ကရှာညုံဝင်းကိုကြိုက်တာနဲ့နောက်ဆုံးဘာဖြစ်သွားလဲထမိန်ဝစ်ပြီးတော့လက်ထလိုက်လေတတိလှုပ်သွားတာဆရာအဲ့လိုလုံးမှာအရန်ကြောက်တယ်ဒါကြောင့်မို့ပြောထားတယ်ငါတို့ကိုယောက်ျားမပေးစားပါနဲ့ဟုတ်တယ်ဆရာကျွန်တော်မပေးစားပါဘူးစိတ်ချငါတို့ကိုကျွန်တော်အရန်သဘောကျတယ်ဒီဇက်ကလမ်းမှာငါတို့ကအသက်ကျွန်တော်ငါတို့ကိုရအောင်ဖော်မယ်ပထမဆုံးဖော်ဖို့စိတ်ကူးကြတာဖွေးဖွေးကကားလို့ဆိုတော့ရုပ်ရှင်ရိုက်ပြီးလို့စာချုပ်တွေချုပ်ပြီးချိန်မှာဖွေးကကားအက်ဆီဒန့်ဖြစ်ပြီးလက်ကျိုးသွားတယ်ကျွန်တော်လိုပဲဖြစ်သွားတာသူလဲအဲ့နဲ့သူလဲရုပ်ရှင်မရိုက်အောင်ဒီကားကတော်တော်ထူးဆန်းတယ်နော်ချိန်စာများဖြစ်နေလာတော့မပြောတတ်ဘူးသိလားဖွေးကလက်ကျိုးပြီးဖွေးနဲ့မဟုတ်တော့ဘ누구ကိုလိုက်ပြီးတော့ရုပ်ရှင်ရိုက်ဖို့ပြောရလဲဆိုတော့အင်ဒရာကျော်စင်ဖြစ်သွားတယ်ဆရာအင်ဒရာကျော်စင်ကိုကျွန်တော်ရွေးထားတယ်ကောင်းပါတယ်အင်ဒရာကျော်စင်နဲ့တဘာရင်မယ်ဒါပေမဲ့တခုတော့ရှိတယ်ခင်ဗျအင်ဒရာကျော်စင်အောင်ခင်ဗျချုပ်နိုင်မှာရမှာကျွန်တော်နိုင်နေဆရာတဲ့အင်ဒရာကျော်စင်ကျွန်တော်ပြောတဲ့အတိုင်းရဒါပေမဲ့အင်ဒရာကျော်စင်ကလည်းကဲနောက်တစ်ခု location ဘာမှရိုက်မလဲဆိုပြီးတော့ပြောကြတဲ့အခါကျတော့ तू ကတခြားဒေသတွေ तू လိုက်ရှာတယ်မကြိုက်ဘူးဆရာအဲ့လိုဆရာဒေသမှာပဲကျွန်တော်သွားရိုက်ချင်ပါတယ်ဟာရတယ်လိုက်ပို့ပေးမယ်ကျွန်တော်လိုက်ပို့ပေးတယ်ကျွန်တော်ဒေသဒါပေမဲ့ကျွန်တော်ဒေသအဲ့ဒီချိန်မှာနည်းနည်းလမ်းတွေကရွာလမ်းတွေကကတ်တရားဟိုဗာလဲကွန်ကရစ်လမ်းတွေဖြစ်ကုန်ပြီလက်စစ်ဓာတ်မီးရိုင်တွေဖြစ်ကုန်ပြီရွာမှာရိုက်လို့မရတော့ကျွန်တော်ကျောင်းကအများကြီးတိုးတက်နေပြီကျောင်းဆောင်တွေကျွန်တော်အခြေချခဲ့တာအခုကျောင်းဆောင်တွေအများကြီးတိုးွားနေပြီအဲ့ဒီကျောင်းဆောင်သွားရိုက်လို့မရဘူးကဲဆရာကျွန်တော်ဘယ်လိုလုပ်ရမလဲဟုတ်တယ်ဒီကျွန်တော်ရွာနေဟိုဘက်ချောင်းကိုကူးလိုက်လို့ရှိရင်ဟိုဘက်ရွာကျွန်တော်တပည့်ကြောင်းဖြစ်နေတဲ့ရွာအဲ့ဒီရွာကခဏအဲ့ဒီပုံစံလေးအတိုင်းပဲရိုက်လို့ရကျွန်တော်အဲ့နဲ့ဟိုဘက်ကလက်ပံဆိုတဲ့ရွာလေးကိုကူးပြီးတော့ location ကြည့်ပြီးတော့အဲ့ဒီရွာလေးမှာသွားရိုက်ခဲ့ရတာအဲ့တော့အကျိုးရလဒ်ကဘာလဲဆိုတော့ကျွန်တော်ပြောချင်တာဒါပါပဲသူတို့ဒီဒေသဟာလူတွေဟာကားမြင်ဘူးတယ်ဒါပေမဲ့ကားကောင်းကောင်းမမြင်ဘူးထွန်ဆက်လို့ထော်လာကြီးလောက်ပဲမြင်ဘူးတယ်ရုပ်ရှင်ဖွဲ့သားတွေလာတယ်ကျတော့ကားတွေကောင်းကောင်းကြီးနဲ့လာကြတယ်ကားကောင်းကောင်းကိုသူတို့မြင်ဘူးတယ်ရုပ်ရှင်ဆက်အဖွဲ့တွေလာတယ်ရုပ်ရှင်ဆက်တွေကိုမြင်ဘူးသွားတယ် drone တွေနဲ့ရိုက်တဲ့ drone တွေကိုသူတို့ကြည့်ဘူးသွားတယ်ရုပ်ရှင်မင်းသားမင်းသမီးတွေမြင်များလာတယ်အင်ဒရာကျော်စင်လာတယ်ဆိုတော့အပြင်မှာတွေ့တာတချို့တွေများမနဲ့ခင်းနဲ့ထမိတ်တုံးနဲ့လာပြီးတော့ငို့တို့ထိုင်ဆောင်ပြီးထိုင်ကြည့်ကြတာအဲ့ရုပ်ရှင်တွေအဲ့လိုယူတာတော့မတွေ့ဘူးတဲ့ရုပ်ရှင်ရိုက်တာလည်းမတွေ့ဘူးရုပ်ရှင်မင်းသားမင်းသမီးကိုလည်းမတွေ့ဘူးရုပ်ရှင်မင်းသားမင်းသမီးတွေ့တဲ့ခါကျလည်းလက်ကလေးပဲကင်ဝင်ပြူပါကင်ရင်လို့အဲ့လိုယူသွားကြတာပါအဲ့တော့တခါတည်းဒီဒေသမှာခါတယ်ဟိုကရုပ်ရှင်ဖွဲ့ကတလားလောက်လာပြီးတော့ဘုံကြီးရောက်နေမှာဇရဲချပြီးရုပ်ရှင်ရိုက်ကြတာသူတို့မှဆက်တွေပါလာတယ်သူတို့မှလူတွေပါလာတယ်သူတို့မှအင်အားတွေပါလာတယ်သူတို့လွတ်ဆောင်ချက်တွေကိုရွာလူတွေကတွေ့ပြီးတော့နည်းနည်းအမြင်ပွင့်သွားတယ်ကျွန်တော်ပြောချင်တာဒါကိုဒေသတစ်ခုကိုဖွံ့ဖြိုးရေးအတွက်ကျွန်တော်တစ်ခုလုပ်ပေးနိုင်တယ်ဘာလို့ဆိုအမြင်ပွင့်သွားတယ်ငါတို့ကဟောဒီဒေသကြီးမှာမှုန်ကုတ်ပြီးတော့နေမဲ့အစားပြင်ပလောကကြီးမှာဘာဖြစ်နေပါလဲဆိုတော့ကျွန်တော်အဲ့လိုပြလိုက်တာကဲနောက်ဆိုရုပ်ရှင်ပေါ့ရုပ်ရှင်ကလည်းဘယ်လိုဆိုဟာဒါဒုဆရာလေးကားဒုဆရာလေးရိုက်မယ်ဒုဆရာလေးဇန်လန်းအဲ့ဒါလာပြီးတော့ရွာနီးချုပ်ဆောင်မှရှိတယ်ကျွန်တော်ရွာကြီးအကြီးပါငါးရွာပတ်လေဒီလာပြီးတော့အားပေးကြတယ်ရုပ်ရှင်ပြပြီးဆိုတဲ့ခါကျတော့လေဘယ်လောက်ထိဆိုလဲဆိုတော့ဟာဒုဆရာဇန်လန်းမြို့တက်ကြီးမှာပဲဆိုပြီးတော့ရွာမှာရှိတဲ့ရွာလုံးကျိုးကားတွေငှားပြီးတော့တယောက်2000 3000 3000နဲ့ကားတွေနဲ့လာပြီးတော့မြို့အုံလိုက်ကျင်းလိုက်လာကြည့်ကြတာမြို့မှာလက်မှတ်ကို3ရက်စာလောက်အမြဲပြတ်နေတယ်အားပေးကြတာမြင့်မြတ်ကြိုက်လို့လားအင်နာကျော်စင်ကြိုက်လို့လားမကြိုက်လို့လားကျွန်တော်မသိဘူးဒါပေမဲ့သူတို့စိတ်ထဲမှာပါလေငါတို့ဆရာဆိုတဲ့ဟာတွေပေါ်သွားတယ်အဲ့တော့မျိုးကိုရောက်လာတယ်မျိုးမှာရုပ်ရှင်ကြည့်ဘူးတဲ့တရနဲ့တကူတဲ့9000 6000တန်းတစ်ခါမှမကြည့်ဘူးတဲ့အခုမှကြည့်ဘူးတဲ့သူတို့ရင်တွင်းခန်းစားချက်တွေပွင့်လာတော့ဗောနော်အဲ့တော့ဘာလဲဆိုတော့ဒါနေပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုကျွန်တော်တို့အနေနဲ့ဟိုစာရေးဆရာတွေနဲ့တက္ကနာအနေနဲ့လုပ်လို့ရတယ်ဆိုတော့ကျွန်တော်ပြောချင်တာပါအဲ့တော့စကားပြောရင်အများကြီးရှည်သွားမယ်စကားပြောရင်အများကြီးရှည်သွားမယ်ဆိုတော့စာလေးနည်းနည်းသင်ရင်လည်းသားလို့သမီးတို့သင်လို့ရမလားဟုတ်ပြီနော်စာမသင်ရင်ရတ္တဆိုတာဘာလဲသိလားရတ္တစာပေဆိုတာကိုကြားဘူးလားကြားဘူးပါတယ်ကိုသင်နေရာတွေထဲမှာရတ္တစာပေတွေပါတယ်ဆိုတာကိုသိလားဘာတွေလဲလာမယ်ခဏလေးဦးရတ္တစာပေဆိုတာရတ္တဆိုတာဘာလဲ
ရသစာပေဆိုတာဘာလဲအဓိကပြောရင်တော့ရသစာပေဆိုတော့တရားနဲ့လည်းသွားမတိုင်းနဲ့တရားဒီလိုရှိတဲ့တရားနဲ့လည်းမပြထမ်းဘူးအ내အတိတ်ပဲလည်းလိုက်ပြီးတော့မနှိုက်နဲ့အ내အတိတ်ပဲနဲ့လည်းမပြထမ်းဘူးရသစာပေဆိုတော့ဘာလဲဆိုတော့လောကကိုအဲ့ဒီစာရေးသူကဘလို့ပြုပြင်ရရင်ကောင်းမလဲဆိုပြီးတော့သူ့နီးသူ့ဟန်လေးနဲ့အရသာရှိတဲ့ဟင်းလေးတစ်ခွက်ကိုဖန်တီးသလိုဖန်တီးလိုက်တဲ့စာပေရရသစာပေလို့အလွယ်ပြောရင်ရတယ်လိုလိုလေးပြောတာတော့ဒါလို့ရှုပ်ထွေးအောင်မပြောဘူးလိုလိုလေးပြောတာအဲ့တော့ရှေးခေတ်ကလူကြီးတွေကစာဆိုကြီးတွေကတော့ဘလို့နိုင်လဲဆိုတော့ရသစာပေဆိုဒီမှာတဲ့ရှစ်စနီးနဲ့တူသောစာပေတဲ့ဘလို့စာပေလဲချစ်စနီးနဲ့တူသောစာပေဆိုရင်တော့ချစ်စနီးနဲ့မဆိုင်တော့ဘူးလင်ယောက်ျားတွေလည်းလင်တော့ရှိသွားပြီပေါ့ဟုတ်တယ်မလားခင်မွန်းရှိမယ်ချစ်စနီးနဲ့ရှိမယ်ချစ်စနီးနဲ့တူတဲ့စာပေဆိုတာဘာကိုပြောရလဲဆိုတော့မိမများယောက်ျားကိုခိုင်းနေပြီဆိုလို့ရှိရင်ဟဲ့အကောင်လှုပ်လိုက်ဆန်းဆိုပြီး6နဲ့ကန်ခိုင်းလို့ရလားမရဘူးဆိုတာသားတို့သမီးတို့လက်ခံတယ်နော်သမီးတို့လက်ခံလားအဲ့လို6နဲ့ကန်ပြီးဟဲ့ကောင်လှုပ်လိုက်ဆန်းဆိုရင်ဘာဖြစ်သွားမလဲတပန်ထချင်းခံလိုက်ရမှာပေါ့အဲ့ဒီတော့ခိုင်းနေတယ်ဆိုတော့လင်းဘယ်လိုခိုင်းမလဲအိုးမောင်ရဲ့နော်သမီးလေးများချက်မလို့ပါပဲဒါပေမဲ့လို့ဟာလားကလေးကလည်းနေမကောင်းအိမ်မှာရေရလည်းထမ်းမိမဲ့လူကမရှိဈေးဝယ်ဖို့သွားတော့လေသွားမယ်လို့ကြံမြန်တော့ခါလဲမနဲ့ကချဲထိုးလို့ကုန်ဟုတ်လားပတ်စံလေးကိုရင်းပြီးတော့ရမယ်လို့ဒီနေ့အပိုင်ခွက်ဆိုပြီးနင်းလိုက်တာတပြားမှမရတော့တဲ့ခါကျတော့မောင်ကြီးထမင်းလည်းမချက်နိုင်ဟင်းလည်းမချက်နိုင်အဲ့တော့ဒီညတော့မောင်ပြန်လာမှပဲမောင်ဖာသာမောင်လေးချက်လိုက်ပါလားနော်ဒါမှမဟုတ်အပြင်မှာဟင်းလေးထွက်လိုက်ပါလို့နော်လို့ပြောလိုက်ရင်တော့ဟိုကောင်ကလည်းသဘောမကျပါဘူးလားဟုတ်သားပဲဒါဖန်တာပဲ तू ငါအကျိုးတဲ့လောက်တာ तू မလုံနိုင်တာငါတော့အပြင်ဟင်းထွက်ဝယ်ပြီးတော့ထမင်းလေးချက်လိုက်ရင်အန်ဒီရကင်းတာပေါ့နှမို့ဆိုနှစ်ဘူးနှစ်စားလုံနေမှာပေါ့အဲ့လိုနားဝင်အောင်ချစ်စနီးမရခဲ့သို့ပြောပြနိုင်တဲ့စာပေမျိုးရတ္တစာပေလို့ပြောတာရှာရှိလူကြီးတွေသတ်မှတ်တာနော်အဲ့တော့ဘာလဲဆိုတော့အဲ့ဒီလိုပဲတဲ့စာဆိုတယောက်ကစာဖတ်တဲ့သူတွေကိုနာခံအောင်နာခံလွယ်အောင်လိုက်လုတ်ခြင်းအောင်ကြိုးပမ်းခြင်းလာအောင်အားထုတ်ခြင်းလာအောင်အတုယူခြင်းလာအောင်သူနီးသူဟန်လေးနဲ့ဖွဲ့ဆိုပြီးတော့ပြဆိုတဲ့စာကိုရတ္တစာပေလို့ခေါ်တာသူကအကျမ်းပြောလို့ရလားငါအခုဒီစာတပုတ်ရေးမယ်ငါစာကိုလိုက်နာကြငါစာတိုင်းလိုက်လို့ကြလို့ပြောလို့ရနိုင်ပါမလားဟိမရရတော့အဲ့လိုရအောင်မလုပ်ရလဲဆိုတော့သာနဲ့လေးပြောရမယ်ကဲတော့သားတို့သမီးတို့တက္ကသိုလ်ဝင်တန်းအခုဒီထဲမှာအများကြီးပါမှာပေါ့နော်ကိုရမ်းတော့မပြောဘူးတက္ကသိုလ်ဝင်တန်းဆိုရင်ဆရာကြီးတော်တာဆိုသိလားဆရာကြီးတော်တာဆိုဝိထုဘာရေးလဲမကန်ချင်းနေဟာစာကြက်တယ်စာကြည့်တယ်မဆိုးဘူးစာကြည့်ပြီအဲ့ဒီမကန်ချင်းနဲ့ရဲရင်ချင်းဆိုတော့ဆရာတို့ငယ်တွေကလည်းအဲ့ဒါသင်ခဲ့ရတာပဲကနေ့ဒီလည်းသားတို့သမီးတို့သင်နေရတာပဲဘာဖြစ်လို့သင်နေရလဲမကောင်းရင်သင်ရမလားမရပါဘူးကောင်းလို့သင်ရတယ်ဘာကောင်းလဲဘာကောင်းလဲပြောဘာသင်္ကန်းသာပေးတယ်ဆရာဒီကိုမလာခင်ကအသိအိမ်တယောက်ကိုသွားပြီးတော့လမ်းလျှောက်ပြန်လာရင်လည်းခဏဝင်တယ်ဆရာတငယ်ချင်းမှာပဲခဏဝင်တယ်သူလည်းအဲ့ဒီကောင်ကလည်းသူကလက်ကျိုးသွားတယ်ဆရာလိုပဲအခုတော်ဘာဖြစ်နေလဲမသိဘူးကိုနဲ့သိသိမြလူတွေအကုန်လုံးလက်ကျိုးနေတယ်လက်ကျိုးနေတော့သူ့ဟိုလူနာဝင်မေးနဲ့သူ့ညမလေးကစာကြက်နေတယ်စာကြက်နေတာဘယ်လိုကြက်ဆိုတော့တတိနဲ့သစ္စာမင်္ဂန်ကြီးနဲ့ရဲရင်တို့ဒီတွန်တွဲနေဤဟုတ်ပြီဒါငါချဘူးလေနော်သူဆက်ပြောတယ်သစ္စာမဲ့သူဒီတတိမဲ့သူဖြစ်ဤဟုတ်ပြီဟဲ့ဆွေနေဘာလုပ်နေတာလဲဆရာသမီးစာကြက်နေတာဘာကြက်နေတာလဲဘီးဒီဖြေမလို့တဲ့ဘီးဒီဖြေမဲ့ဆရာမကဘာကြက်နေလဲ
မှန်ကန်ခြင်းနဲ့ရရင်ချင်းကိုဘယ်လိုကြက်နေလဲအော်ကြက်နေတယ်မှန်တယ်အော်ကြက်နေတယ်အော်ကြက်နေတယ်အဲ့တော့ခုနပြောလို့သူထဲမှာပါတဲ့သူတတိနဲ့သေဇာမှန်ကန်ခြင်းနဲ့ရရင်ချင်းတို့ဒီတွန်တွဲနေဤအဲ့လိုရှောက်ပြီးတော့သမီးတို့အော်နေလို့သိလားသိနိုင်ပါမလားသိနိုင်ပါဘူးအတဲ့အတိတ်ပြောပေါ်နိုင်ပါမလားမပေါ်နိုင်ဘူးကဲအဲ့တော့ဆရာတို့နည်းနည်းဆွေးနွေးကြည့်အောင်မှန်ကန်ခြင်းနဲ့ရဲရင်ချင်းနဲ့မှာအဓိကဇက်ကောင်မတူလဲဟာအရန်တော်တဲ့ကလေးတွေစားကြည့်တယ်စားကြည့်တယ်ဦးအောင်ထွန်းအသက်ဘယ်လောက်ရှိပြီလဲ50ပေါက်ပြမပြောနဲ့50နည်းနည်းလျှော့ဦးအောင်ထွန်းကစတုံးနဲ့လားကတုံးလားဆရာလို့ပေါ့စပင်ရှိလားမရှိဘူးလားရှိပါဘူးအသက်50ဦးအောင်ထွန်းဒီကရုံးအသားကဖြူဖြူလူကထောင်ထောင်မောမောတကိုယ်လုံးမှာစင်းမင်ရောင်ဆိုနဲ့စင်းမင်ရောင်ဆိုတာဘာလဲသိလားတက်တူးနဲ့စင်းမင်ရောင်နဲ့တူလားအဲဒီကိကမောင်တွေကတက်တူးဆိုတာကအခလေးနဲ့ကြီးဆိုအသားလေးလိုက်ချစ်တာဟိုကိကကောင်တွေကပေါင်တပေါ်မှာအယုတ်တရုတ်ဖြစ်မယ်ဆိုရင်ဘာနဲ့ပေါက်တာလဲစုပ်ကန်နဲ့ဒုတ်နဲ့မြည်အောင်ပေါက်တာအန်ကျိပြီးခံရတယ်တောင်းယောက်ျားခံနိုင်မှာမလားဦးအောင်ထွန်းဒီတဖူးမာဒီခြေပြားဒီစေးမင်ကြောင်ရှိတယ်ဆိုတော့ဒီလူဘလောက်တတ်တိရှိတယ်ဆိုတာထင်ရှားလားအဲ့ဆရာတော်တော်စီရဲ့အဖွဲပဲနော်ဦးအောင်ထွန်းသူဘလောက်တတ်တိရှိတယ်ဆိုတော့ဘာနဲ့ပေါ်ကျူးလိုက်လဲစေးမင်ကြောင်နဲ့ပေါ်တယ်သူကြုံကြည့်ရင်စေးမင်ကြောင်ရင်ပတ်ကြည့်ရင်စေးမင်ကြောင်နဖူးလည်းရှိတယ်ခြေတော့တကိုယ်လုံးပေါင်အားစအကုန်လုံးခြေတော့အဆုံးခြေပြားအဆုံးအကုန်လုံးစေးမင်ကြောင်ရှိတယ်ဆိုတော့သူ့ဘိုးဒီတုံုံတိုင်ုံတတ္တိနဲ့ဒီဟာထိုးရတာမဟုတ်ဘူးဆိုတော့သူကဒါလေးနဲ့ပေါ်ကျူးတာနော်အမတန်တတ္တိရှိတယ်ဘိုးနော်ဘိုးရဲ့စွမ်းရည်ကဘာလဲနွားတကောင်များလက်ဖြတ်နဲ့တစ်ချက်တည်းရိုက်လိုက်အဲ့နွားဘာဖြစ်သွားလဲတုံးလေးလေးကြသေးအောင်ခွန်အားရှိတယ်ဟာခွန်အားရှိတာသူ့ဖို့ဘလောက်ခွန်အားတတ္တိရှိတယ်ဆိုတော့ပြောတာနော်နောက်သူ့ဖို့နေရမဟုတ်ဘူးနော်ဆေရွာတကြီးဟုတ်တယ်မလားဆယ်ခိုင်တကြီးဆိုတာဘာကိုပြောတာလဲရွာဆယ်ရွာကိုအုပ်ချုပ်ရတာနော်လူတယောက်ကိုမကြိုက်လို့ရှိရင်ဘာလုပ်လိုက်လဲဟက်ကောင်လာခဲ့ဆိုတညချုပ်ခွင့်ရှိတယ်တကြီးအာနာနဲ့နော်အဲ့ဒီကောင်မကျင်းနိုင်လာခဲ့ဆွဲပြီးတော့ထိတ်တုံးတညခတ်ခလို့ရတယ်နောက်သူ့ကိုဓာငွေ9ချက်ရိုက်ခွင့်ရှိစာပြန်နှွေးနေတာနော်ဆရာစာသင်စိတ်မပြောက်ဘူးသိလားစာသင်နေတယ်လို့ပဲပြောတာတညာချုပ်ခွင့်ရှိတယ်9ချက်တိုင်ရိုက်ခွင့်ရှိတယ်အဲ့ဒီအာနာနည်းနည်းနော်အာနာမမဟုတ်တာကြီးဒီတဲ့ကောင်းတဲ့အာနာရှိသေးတယ်သူ့လက်ထက်မှာပါရှိတယ်ဟုတ်တယ်နှလုံးမြူရတယ်တကြီးရှာနှလုံးမြူရတယ်နော်နှလုံးမြူရတယ်ဒါအပြင်ဥအောင်ထုံးမှာနောက်တော်တဲ့အချက်တွေရှိသေးတယ်ဘာတွေလဲတတိပဲရှိတာလားစွမ်းအားပဲရှိတာလားသူ့မှာဘာရှိသေးလဲညာနာအားရှိတယ်ညာနာအားဘာတွေလဲဘိသိက်ဆရာအောင်မဟုတ်ဘူးလားယတုဩဝါတွေရောမရွတ်တတ်ဘူးလားဝတ်စိတ်ကောမဟောတတ်ဘူးလားစာတွေရောပစာနန်းလို့မရွတ်တတ်ဘူးလားအရန်တော်တဲ့ပုဂ္ဂိုလ်ကာယအားလည်းကောင်းပါပြီညာနာအားလည်းကောင်းပါပြီအလွန်တော်တဲ့ဥအောင်ထွန်းအသက်50ဒါပေမဲ့ဥအောင်ထုံးမှာမကောင်းတဲ့အချက်ရှိတယ်ဘာလဲနာထတယ်လွယ်ပြောလိုက်စမ်းပါရှင်းပြောလိုက်စမ်းပါဘယ်လိုနာထလဲအဲ့ဒီရွာမှာဘယ်သူရှိသေးလဲမချောဖြူအသက်ဘယ်လောက်ရှိပြီလဲ30ရှိပြီမချောဖြူကရေကြေးတိမ်မွေ့လေးလားဘယ်လိုမင်းကလေးလဲအရန်စော့တယ်သူကပြောအရန်စော့တယ်ပေါ့နော်ဘာစော့လဲတော့ဆရာလည်းမသိဘူးကစားတာနေမှာပေါ့သူကစားကောင်းလိုက်တာပထမလင်ကဘာလုပ်လိုက်လဲဒါနဲ့လေမင်းကိုခုတ်လိုက်တယ်သူကိုယ်တိုင်လည်းဘာလုပ်လိုက်လဲယထာကိုပြေးဝင်ပြီးတော့တတ်သိပလိုက်တယ်ပထမလင်
ဟာကဲဘလောက်ထိသူ့မှာခံစားချက်သူမိမဘလောက်စော့လဲဆိုတာနော်ဘလောက်ခံစားချက်ပြင်းထန်သွားလဲဆိုတော့မိမလည်းဘင်းကိုဓာတ်နဲ့ခုတ်ပြီးတော့ယထာအောက်ကိုပြေးဝင်လိုက်တယ်ဆိုတဲ့တတ္တိသူ့ယောက်ျားလည်းရှိတာပဲအသေးအားခံလိုက်တယ်ပြီးရောကဲဒါပေမဲ့မချောပြူငြိမ်လားဘာလုပ်လဲဟမ်နောက်လင်ဘယ်နှယောက်မြောက်မှမသိဘူးထပ်ယူတယ်နောက်ဆုံးလင်ကဘာလုပ်လဲဟုတ်တယ်ဘိန်းစားဖိုးဆိုင်ဘိန်းစားဖိုးဆိုင်ဘိန်းစားဖိုးဆိုင်ကိုသူကနောက်လင်တော်လိုက်တယ်ဒါပေမဲ့ဘိန်းစားဖိုးဆိုင်နဲ့တင်ကိစ္စပြီးသလားပြီးပါဘူးသူဘာလုပ်လဲမချောပြူကမွေးငါမြောင်းကြီးဘာရောက်လဲကုံစုံလေးကိုတောင်းနေရွက်ပြီးလိုက်ရောက်တယ်ကုံစုံလေးကိုကောင်းနေရွက်ပြီးလိုက်အောင်ရင်တို့အဖိုးဦးအောင်တုံးကဝဲချင်းမဝဲချင်းအိမ်ရှိကိုမချောပြူရောက်ရင်ဟဲ့လာအောင်ခေါ်ငန်းတယ်ခေါ်ငန်းတယ်ခေါ်ငန်းပြီးတော့ဝဲချင်းမဝဲချင်းဝဲတော့တာပဲနောက်တစ်ခါကျတော့ငါးလေးတွေများပေါ်လို့မချောပြူမွေးငါရောက်ရင်လေစားချင်းမစားချင်းချောပြူလာအောင်ဘာလို့လဲဝဲစားတယ်ဥပုသ်ဆောင်ထားပြီးတတ်လွတ်စားတော့ဘာနဲ့စားလဲမဝင်းကားတဲ့ကိုနိုးစီဆန်းစားတယ်အဲ့ဒီလောက်ကြီးစိုးတဲ့ဥအောင်တော့ဘာလဲသူကဒီမချောဖြူမှာပဲအာယုံကရှိတာဟုတ်တယ်မလားမချောဖြူသူ့နာရှိနေသူကကျင်တတ်နေအဲ့တော့မချောဖြူကိုအဲ့ဒီလိုသူ့နာကိုခေါ်ခြင်းတော့သူဘာလုပ်တယ်လဲဟုတ်တယ်တနေ့ကျတော့ဘိန်းစာအိမ်ကိုဖိုးဆိုင်အိမ်ကိုသွားပြီးတော့ဘာလုပ်လဲဘိန်းပြစ်တယ်ဆိုတာဘာကိုပြောတာလဲဘိန်းဆိုတာတွေ့ဘူးလားတားတို့သမီးတို့ဒီခေတ်မှာပဲတွေ့ဘူးတော့မလဲဒီခေတ်ကဘိန်းကအမဲနဲ့မလာဘူးဖြူနဲ့လာတာဘူးနော်ဆရာတို့ခေတ်တော့ဘိန်းမဲသူတို့ဘိန်းပြစ်တယ်ဆိုတာဘိန်းအမဲဘာလေးနဲ့တူတူဇီယိုလေးတွေ့ဘူးတယ်မလားဇီယိုလေးတွေအမဲလေးတွေအလုံးလေးတွေဘိန်းစားများအဲ့ဒီဟာလေးတွေကိုအဲ့ဈေးအလုံးကနေပြီးတော့ဒီလိုဖဲ့ပြီးတော့လက်ထဲမှာနဲနေတာပဲသူတို့ကအလုံးလေးတွေသေးသေးငရုတ်ကောင်းစီလောက်ကိုနေတာနေပြီးလို့ရှိရင်လူလစ်ပြီးဆိုပလစ်ဆိုပါးစပ်တဲ့ပြစ်ထဲတာဘိန်းငုံတာအဲ့ဒါငုံပြီးမူးပြီးတော့တနေ့လုံးရှင်းနေတာပဲဘာလုံးမှမလုပ်ဘူးအဲ့ဘိန်းစားများနော်အဲ့ဒါကိုရှူတာလည်းရှိပါတယ်အဲ့ဒီကတော့အဲ့တော့အဲ့ဒီအလုံးတစ်လုံးလောက်ဆိုရင်လည်းတန်မိုးရှိတယ်အဲ့ဒါမိရင်ဖတ်နိုင်တယ်အဲ့ဒီဘိန်းတစ်ထုပ်လောက်ကိုသူ့အိမ်မှာသွားပြစ်ထားပြီးတော့ဘိန်းမိမှုနဲ့ဖိုးဆိုင်ကိုဖမ်းချုပ်လိုက်တဲ့ခါကျတော့ရွာကျင်တတ်လားမကျင်တတ်ဘူးပေါ့သိနေတာပဲဒါဘိန်းပြစ်ဖမ်းတာဖိုးဆိုင်ဟာအရဲတောက်ချင်းတောင်းမယ်ထမ်းရည်တောက်ချင်းတောင်းမယ်မူးချင်းမူးမယ်ဒါပေမဲ့လို့ तू ခိုးသလားမခိုးဘူးဒီလိုမဟုတ်တာလေးလည်းလုပ်သလားမလုပ်ဘူးဒါပေမဲ့ဖိုးဆိုင်ကိုဘိန်းပြစ်ဖမ်းနေဆိုတော့ဘာလုပ်ချင်လို့လဲဆိုတော့မထင်ရှားနေဘူးလားထင်ရှားနေတယ်အဲ့တော့ထင်ရှားနေတဲ့ခါကျတော့သူ့လက်ရှိဦးအောင်တုံးရဲ့မိန်းမကြီးနဲ့သမီးတွေအောင်သူနဲ့နေချင်းတော့လားမနေချင်းတော့ရှက်တော့ဘယ်ကိုထွက်သွားလဲတရားကိုထွက်သွားတယ်တရားကိုထွက်သွားပြီတရားကိုထွက်သွားပြီအဲ့ဒီတော့မှဦးအောင်တုံးကအိမ်မှာတယောက်တည်းကြံတော့မှအိမ်မော်ဘုရုခေါ်တင်တယ်မချောပြူကိုခေါ်တင်ပြီးတော့ဘာလုပ်တယ်မသိဘူးဘာလုပ်လဲတော့မသိဘူးဝတ္ထုထဲမှာမပါဘူးဝတ္ထုထဲမှာမပါဘူးဘာလို့လဲဆရာလည်းမသိဘူးမင်းတို့လည်းမသိနဲ့ဝတ္ထုထဲမှာအဲ့ဒါမပါတဲ့အတွက်သို့တော့မှန်းလို့ရတာကတော့ညာကြလေသတိဒါပေါ့နော်မချောပြူအိမ်မော်ခေါ်တင်မှတော့ရိုးရိုးခေါ်တင်တာပဲဖြစ်နိုင်ပါမလဲအသက်50ကျော်အဖိုးကြီးနဲ့အသက်30ကျော်ဘယ်အဖွားကြီးရမှာလဲဒုက္ခပါပဲ30ကျော်အဖွားကြီးလို့ပြောရင်နော်ဒီကတချို့လူတွေစော်ကားရောက်တယ်နော်မပြောရဘူးမပြောကောင်းဘူးသူစိတ်ဆိုးလိမ့်မယ်သိလားမပြောနဲ့အဲ့ဒါအဖွားကြီးမဟုတ်ဘူးဟုတ်တယ်မလားအဲ့ဒီတော့သူတို့ကအဲ့ဒါပေါင်းကြတဲ့အခါမှာအဲ့ဒီမှာတနေ့တော့ပြဿနာတက်တော့တာပဲမချောပြူကိုအိမ်မော်ခေါ်တင်ပြီးတော့ဦးအောင်တုံးကတခါတည်းကျင်တတ်နေတဲ့ချိန်မှာတနေ့တော့အိမ်အောက်ကနေပြီးတော့ဟဲ့အောင်တွန်းခွေးတလိษံစင်းနေစံလာပြီးတော့စိန်ခေါ်တဲ့လူတယောက်ပေါ်လာတယ်ဘာလို့လဲဟုတ်တယ်မချောပြူရဲ့အမေအဖွားကြီးနော်အဖွားကြီးကိုပုံဖော်ကြည့်ရတာပိန်ပိန်သေးသေးအသက်ကဘယ်လောက်လဲ60ကျော်လောက်ရှိပြီအသက်60ကျော်ပိန်ပိန်သေးသေးအဖွားကြီးကဓားကင်ပြီးတော့ဟဲ့အောင်တို့ခွေးတလိษံစင်းငယ်စံခုနပြောသလိုနော်ဆေးရွာကိုစိုးမိုးပြီးတော့နှလုံးမျိုးကင်နိုင်တဲ့နွားတော်ကိုလက်ဖြတ်နဲ့တစ်ချက်ချက်ရိုက်လိုက်ရင်သိနိုင်တဲ့အင်မတန်တတ္တိရောခွန်အားရောလက်နဲ့ကောအာနာရောရှိနေတဲ့ကောင်ကို
Gunaga, Paying Baba for ya, damn your missing our corner. The guess what you for you, talking it out, you know, they don't have Mula. Kusela. Yes, I am. Pajao Yemasayele. Eh? Pajao Yemasayele? Okay. Anima, I appear for all. Mankan Yine, Yayin, and Mayme, out of the Mudilla. Afwaya Mamula Mane Lugam, Gumanago, Kuago, D. Emata Satishi, Nalomu Kainado, Noao Leption and the Chaya and Thinango. Sai Madan Tato, Pasecto, Pionango, Pina or Tato, Pati Oshido, Lena Goshido, Ana Goshido Dugo, Budua Canidale. Mamangane Lugo, Mangane Luga, Akana. Ero, Mamaneko, Simbiro, Yensayela. Papilo, Yensayele, Mamano, Dave. I thought of the middle, Eddie would 2 years, and Nick without the middle toa. Rogajima, Mane Ludia, Baduma Yemasayewu. Mane Lugo, Patoma Yemasayewu. Eddie, would you believe? Out of the middle, say, Emma, the PV. How do you kid his way, Jizan? The kid is so Jizan? Swellavilla, Yavilla, Yemila, Dulena Gainale, Mavione, Wondo, Kaja Yeni Abdule, Hawaii Dobby. Any of why Dajan Yenino, Guna, Lena Sidacon, Yesayela, Erico Bajo Yemasayele, Mangano, Mamangane Comnia, Logama, Chabo Jasawama today. Olamobula Manganjine, Yajin, Talo the Milo, Yimila, Kobegago, Miera Mangama, my Tabishilade, my Yayelade, my Tessashi in the Nale, Talo the Milo. Olamobula Kovaga, Mamma and Kovaga, Hoga lonely the Mia, Kovaga, Mamma lonely the Mia. A lulu thing a lare. Yes, I saw just in lare. Yan the cheese sign on Melon, Pedemagiro, Veroma. Kovaga, Miamani is so in Podumoso. Pure yere, so yere. Lulu Yachasia Lula Dalo. Muluahu, Buduma Chausiam Lugu. No? Loga Jima, a cone Lulu, Buduma Chausiam Lugu. A cone of Pajama? Buduana Lombo Bowle. Number. Buduma Tintizia Lemlo, Tintizia Lemlo. Put a maladalo me. Honey, I don't. Mankan Jine, Yayin Gemma, Talo the Milo, Singing Yari, Miyaji. Talo the Milo, Tuziari, Miyaji. Kenneth Tapito, Talo the Milo, Chita and Miziari, Miyaji. Olamobula. Era a chain only Talo the Milo. Something like that. No? Something like that. Era something like that, not a coop your own man. Pinasura Bale La Pinari Denida Pinasura Bale. Hold there, and then who are you? I say, I'm in a May. Hobby Pinama John to any other season, no? How's the middle of money? A season Majadida, say, I'll see in Jarl in a salute, and then let's soon no? A Gaussian, a Chausian, a Martian, a Labewa, Sicilian. Have you met a cow, a soul, a jar, a Joe, a ma, where John we ban Sapia Nine, Yan, a Pina, Kella. That was the Muloma Pinam Shula. A council, a Joe, a mamma, Quaja, Weaver, Sapia Bido, a Yago, Mandala, singing in the Miapinas in Mobula. Ogo Tindela. A Doma Timothy, out of the Milo. Pina Zura, Piam Pina man, Nalone. Capio Limited, Nalone. Over Mohula. Bane Bale.
ဟုတ်တယ်ပရဲ့ညာရဲ့တလုံးစီမှာအဓိပ္ပာယ်တစ်ခုရှိတယ်အလကားပြောရတာမဟုတ်ဘူးနော်ပညာရှင်တွေကအလကားပြောရတာမဟုတ်ဘူးပတလုံးနဲ့စပြောမယ်ပဆိုတာဘာလဲပထမမဟုတ်ပါဘူးပြောရတာတတ္တိနော်ဟုတ်တယ်မလားမပြောရရင်မားဒီမှန်ဒီဖြစ်စေလွတ်တာလွတ်ခုနလွတ်တော့အမကြီးပြောလွတ်ထည့်လိုက်နောက်မှကြည့်ရှင်လွတ်တာလွတ်ထည့်ပလိုက်အဲ့ဒါတတ္တိလွတ်ရဲရမယ်တတ္တိရှိတာလွတ်ထည့်ပလိုက်နောက်တော့မှကြည့်ရှင်ပညာပေါင်းလိုက်တော့ပညာဟုတ်ကောပဆိုဒီမှာဘာကိုကိုစားပြုလဲဆိုတော့ခွဲခြားစိတ်ဖြာခြင်းပဆိုတာဘာလဲညာလားညာ equal to သိခြင်းဟုတ်ပြီလားရှင်းရှင်းလေးနော်ဗမာစာလုံးကရှင်းရှင်းလေးအတိတ်ပဲအရှိဆုံးပဲပညာရှင်တွေကအလကားပြောခဲ့တာတွေတခုမှမရှိဘူးပြင်းတဲ့ညာမှာပနဲ့ညာကိုနှလုံးဖွင့်ပဆိုတာဘာလဲညာဆိုဒီမှာခွဲခြားစိတ်ဖြာတတ်အောင်သိတာဘာလဲစာအုပ်ထဲကစာတွေကိုအလွတ်တွေဆိုပြီးတော့ဒီဘက်ထဲကစာအုပ်ထဲကစာတွေကိုဒီဘက်ထဲပြန်ရေးတာပညာလားဟာအဲ့ဒါတော်တယ်လက်ခုပ်ဒီစားစာအုပ်ထဲကစာတွေကိုအလွတ်ကျက်ပြီးတော့ဒီဘက်ထဲပြန်ရေးတာပညာမဟုတ်ဘူးလို့သိရင်အဲ့ဒါပညာရှင်အဲ့ဒါပညာရှင်ပဲအဲ့ဒါဘာသိခေါ်လဲပညာသိမှန်တယ်တော်တယ်ပညာသိဟုတ်တယ်ပညာသိပညာသိမဟုတ်ဘူးနော်ဘာသိလဲပညာသိအသိသုံးမျိုးရှိတယ်ဒါလို့သမီးတို့ဝိညာဉ်သိပညာသိပညာသိတဲ့အသိဘယ်နှမျိုးရှိလဲဘာနဲ့လဲဝိညာဉ်သိဆိုတာဘာလဲဆိုတော့ဝိညာဉ်သိဆိုတာစိတ်ကိုသိတာပေါ့ကိုယ်စိတ်ကိုသိတယ်လေငါသူတစ်ပါးယောက်ျားမိန်းမကြားဘူးတယ်မလားကြားပါဘူးတစ်စေတရေမကြားဘူးလားမြင်ဘူးလားမမြင်ဘူးပဲစိတ်ထဲကမသိဘူးလားသိပါဘူးအဲ့ဒီအသိကိုဘာလို့ခေါ်လဲဝိညာဉ်သိဝိညာဉ်သိဝိညာဉ်သိတဏှာသိဆိုတာဘာလဲတဏှာသိဆိုတာဘာလဲမျက်မြင်6ယောက်ပုံနာ6ယောက်စင်ဆန်းတာပုံမြင်ဖတ်ဘူးလားဟမ်ဒီချိန်ထိမဖတ်ဘူးသေးဘူးလားဒုက္ခပဲငယ်တော့သင်လိုက်တယ်လေမျက်စိမမြင်တဲ့ပုံနာကြီးတွေကစင်ကိုဆန်းလိုက်တဲ့အခါကျတော့ကိုယ့်အနဲ့ကိုယ့်အဓိပ္ပာယ်နဲ့ကိုမဖော်ဘူးလားစင်ရဲ့ခန္ဓာကြီးကိုစမ်းမိတဲ့လူကဘာလို့ထင်လဲဩစင်ဆိုဒီမှာနိုင်ရန်ကြီးပါလားစင်ရဲ့ကိုယ်ကိုစမ်းမိပြီးတော့စင်ဆိုဒီမှာနိုင်ရန်ကြီးပါလားစင်ရဲ့အဆွဲကိုစမ်းမိတဲ့လူကဘာလို့ပြောလဲဩစင်ဆိုဒီမှာတန်လျက်ကြီးပါလားအဆွဲကိုစမ်းပြီးတော့ဘာလို့ထင်လဲအဲ့ဒါပညာသိပညာသိဆိုတာအင်မတန်ကြောက်စရာကောင်းတယ်မှားတာကိုလည်းမှားမှမသိအလွတ်ကျက်တာမှန်သမျှမှန်တယ်တင်ပြီးအလွတ်ကျက်နေတာအဲ့ဒါပညာသိကိုယ်အခုအလွတ်ကျက်နေတဲ့စာတွေအားလုံးကမှန်တယ်လို့ထင်လားမှန်တယ်လို့ထင်လားအဲ့ဆိုဘာလို့ကျက်နေလဲဟဲမှန်တယ်လို့လည်းမထင်ဘူးပြောတယ်လွတ်လည်းကျက်နေကြတာဘာကြောင့်လဲ yes မှန်တယ်အောင်ကျင်လို့ကျက်တာအောင်ကျင်လို့ကျက်တာဘာနဲ့ကန့်တတ်တာလဲအောင်ရမယ်အောင်ရမယ်နဲ့ပျောက်ပြောတာမဟုတ်ဘူးเนาะအိမ်မှာပြန်မပြောနဲ့เนาะပျောက်ပြောတာမဟုတ်ဘူးသားတို့သမီးတို့ကိုအိမ်ကမိဘတွေကငါသားလေးကြည့်ရင်ဘာလုပ်မလဲငါသမီးလေးကြည့်ရင်ဘာလုပ်မလဲလို့မေးဘူးလားမေးပါဘူးအဲ့ဒါကိုအမေးမခံဘူးလေလူများရှိလားရှိပါဘူးဘာလို့ပြန်ဖြေလဲဘာလို့ပြန်ဖြေလဲဆရာဝန်ကြီးဖြစ်ရမယ်ဆရာဝန်ကြီးဖြစ်ခြင်းနဲ့မပြောဘူးလားအင်ဂျင်နီယာကြီးဖြစ်ခြင်းနဲ့စစ်ဗိုလ်ကြီးဖြစ်ခြင်းနဲ့လို့ပြောတဲ့လူရှိလားပြောသေးလားပြောမှာပေါ့
ပြောချင်လဲပြောမှာနော်ပြောချင်လဲပြောမှာဒါတော့ခက်မှမကုန်သေးတာကြီးနော်ဟုတ်တယ်ဟုတ်ပါဒါပေမဲ့ဈေးထဲမှာကစုံရဲ့ရောင်းမြင်တယ်လို့ပြောဘူးလားဒုက္ခပဲရေခဲကြောင်းရောင်းပြရစီဘာဖြစ်လို့မပြောလဲပြောရင်မရင်ဥက္ခာမှာမှန်တာပေါ့မိဘတွေကိုယ်၌ကလက်ခံလားဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေဆရာဝန်ကြီးဖြစ်ခြင်းနဲ့အကျဉ်းတတ်တယ်ရေခဲကြောင်းရောင်းခြင်းနဲ့စောင့်ကိုကံမလိုက်မှာအဲ့ဒါကမိဘတိုင်းဆန္ဒဒါပေမဲ့မိဘတွေကိုပြန်မေးဘူးလားမေးဘူးပါဘူးဘာမေးလို့လဲဘာမေးရသည်လို့လဲအဖေအဖေနဲ့အမေ10 တန်းအောင်တော့ဂုံနုဘယ်နှပါးသာပါခဲ့လဲလို့မေးဘူးလားမေးလို့ရလားဂုံနု10 ပါးသာလောက်ပါရင်ပါမှာပေါ့မေးလို့ရလားအဖေနဲ့အမေဘာဖြစ်လို့10 တန်းလုံးအားဂုံနုတွေအများကြီးရပြီးတော့ဆရာဝန်မဖြစ်ခဲ့တာလဲကိုမေးဘူးလားမေးလို့ရနိုင်လားဒါပေမဲ့မိဘတွေကိုရင်းစားရမယ်တားလို့သမီးတို့အဓိကဆရာတို့ပြန်ပြီးတော့ကောက်ချက်ချလိုက်တဲ့အခါကျတော့မိဘတွေရဲ့ရင်ထဲမှာလေသူတို့မဖြစ်ခဲ့တာတွေကိုတားလို့သမီးတို့ဖြစ်စေခြင်းနဲ့ဆန္ဒမဟုတ်ဘူးလားသူတို့ဘက်ကကြည့်ရင်တရားလားမတရားဘူးလားတရားတယ်ဒီလိုပဲသတ်မှာအကယ်၍သာတားလို့သမီးတို့ဒီတစ်ချိန်ချိန်မှာမိဘနေရာရောက်လာရင်တားလို့သမီးတို့ရဲ့သားလေးသမီးတွေကိုအဲ့လိုပြန်မေးလို့စီရင်ရေခဲချောင်းရောင်းပြရစီလို့ပြောရင်လက်ခံမလားလက်မခံဘူးလားဘယ်သူမှလက်ခံမှာမဟုတ်ပါဘူးအဲ့ဒီချိန်ကြီးလက်ခံကြမှာမဟုတ်ပါဘူးဒါဘာကြောင့်လဲမိဘတွေရဲ့စိတ်စေတနာအဲ့တော့တစ်ခုခုဝေဖန်မယ်ပြစ်တင်မယ်အပြစ်ဆိုမယ်ဆဲဆိုမယ်မုန်းတီးမယ်ဆိုတိုင်းကိုဆဲဆိုမဲ့လူကိုအပြစ်တင်မဲ့လူကိုဝေဖန်မဲ့လူနှလုံးသားတွေကိုဝင်ကြည့်ကြည့်ပါတဲ့နော်ကိုပြောချင်တာယူမပြောပါနဲ့သူ့နှလုံးသားတွေကိုလည်းနည်းနည်းလေးဝင်ကြည့်ပေးလိုက်တကယ်လို့တော့သူ့နေရာမှာငါဆိုရင်ငါဒီလိုပြောပြပြမလားငါဒီလိုဆိုပြပြမလားဆိုကိုရင်းစာစိတ်ကလေးထားကြည့်လာလို့ပြောတာပါနော်အဲ့ဒါလေးသားတို့သမီးတို့နားလဲဖို့လိုပါတယ်ဆရာပြောနေတာပညာသညာနော်ပညာဆိုတာဘာလဲခုနပြောသွားပြီအကောင်းဆုံးအကြောင်းကျိုးအမှားမှန်ခွဲခြားဝေဖန်နိုင်တဲ့စိတ်ဒီပညာပါပဲအဲ့ဒီတော့ပညာအရေးကြီးတယ်လို့ဆရာကပြောရင်မြစ်ကျိုးမှာတော့ဆရာပြောတယ်အဲ့ဒီကိစ္စလေးကိုပြောတယ်ပညာအရေးကြီးပါတယ်ဆရာနောက်တော့အဲ့ဒီကိစ္စလေးကိုပြန်ချုပ်တာပညာအရေးကြီးပါတယ်ပြောတဲ့အခါကျတော့ကလေးတယောက်ကဆရာကိုထမိတယ်ဆရာကြီးတယ်ဟုတ်တယ်မေးပါဒါဘာဖြစ်မေးမယ်ဆိုလောကမှာပညာတစ်ခုလေးအရေးကြီးသလားတဲ့အဲ့လိုမေးခွန်းလေးများမေးခြင်းစိတ်မပေါ်ဘူးလားအကောင်းအဆိုးအကြောင်းအကျိုးအမှားအမှန်အဲ့ဒီဝေဖန်ပိုင်းဖြတ်နိုင်တဲ့စွမ်းအားစိတ်ပညာဒါပဲအရေးကြီးသလားလောကကြီးမှာကဲအခုအဲ့ဒါလေးကိုနည်းနည်းလေးဆွေးနွေးကြည့်အောင်နော်ဆရာအခုအဆိုတစ်ခုတင်ဆရာတင်တဲ့အဆိုနားထောင်နော်တားလို့သမီးတို့လောကမှာပညာသည်အရေးကြီးဆုံးဖြစ်သည်ကျောင်းဆရာတယောက်အနေနဲ့ဆရာអော်လိုက်ပြီပညာသည်အရေးကြီးဆုံးဖြစ်သည်တားလို့သမီးတို့လက်ခံလားလက်မခံရင်ထပြောတော့ဟာမင်းတို့အလှည့်ရောက်ပြီကဲဒါနော်စစ်ပြောရရင်နော်ဒါအားလုံး participate လုပ်တာ debate လုပ်တာဆရာအဆိုတင်တယ်နော်ကျောင်းဆရာပြီးဆရာအဆိုတင်တယ်လောကမှာပညာအရေးကြီးတယ်ဟဲ့ဒါတို့သမီးတို့ကလက်မခံနိုင်ပါဘူးပြောတယ်နော်ဆရာကြိုက်တယ်အဲ့လိုအရာရာဘသူကဘာပြောလိုက်ရင်ငုတ်ခံပြီးတော့ဟုတ်ပါတယ်မှန်ပါတယ်ပြောနေရမယ်ကဲမဟုတ်တော့ဘူးဆရာများကတော့မြောက်ပေးတာမဟုတ်ပါနော်သားတို့သမီးတို့မှာအဲ့လိုအမြင်ရှိရမယ်မှားတယ်ဆရာပြောလို့လောကမှာပညာတစ်ခုတည်းကအရေးကြီးတာမဟုတ်ပါဘူးကဲထပြောကြသားဘာအရေးကြီးသေးလဲကဲလှုပ်ဆောင်ပါ challenge
ဒီလေးတစ်ချက် 你那个俺们把这些地方把地下地干里的，我妈那个路没去打一些。 ဟုတ်ပါပြီကဲသမီးဆရာကသမီးကိုပြောတယ်သမီးတို့ပြောတယ်လောကမှာပညာအရေးကြီးဆုံးသမီးလက်မခံဘူးကဲဘာအရေးကြီးလို့လဲကဲအားလုံးဆွေးနွေးပါပါ 老干妈地下土里啊，一讲好高路，咱妈一这里，咱妈一那里一几把人，咱妈一高嘛，地下流做啥的来嘛的把人先。 အာဟုတ်ပါဟုတ်ပါပြီကဲသမီးသွားပြန်တိုင်းကဲဒီကသမီးလေးကလောကမှာပညာတစ်ခုတည်းအရေးကြီးဘူးတဲ့ကျမ်းမာရေးလည်းအရေးကြီးတယ်ဟုတ်လားဟုတ်ပါဘူးနောက်ဘယ်သူထပြီးတော့ပြောနေတယ်ဆွေးနွေးနေတယ်မှန်တယ်တော့ဟုတ်တယ်တော့ဟုတ်တယ်တော့ကဲဒါကမသိဘူးလားဒါတော့မသိဘူးမရှိဘူးမဟုတ်ဘူး Hey, next. Hey, okay. 我为啥现在不拿你这个当你那个你？ ဟုတ်ပါပြီသမီး 我妈妈现在讲讲飞机的。 Ah, right. Good. 飞机那现在是哪样？ Okay. ဝင်ကြည့်ပါ။ကျားပညာလို့ပြောတယ်၊ကျားကဘာလို့ပြောလဲ။ကျားမလို့ပြောတယ်၊ကျားကဘာလို့ပြောလဲ။မှန်တယ်ပါ။သိမှတာပဲ။ကဲ။ချိုးပွဲရတယ်ဘယ်ခေလို့လဲကွာ။ကဲနောက်ပြ။ဘာလာကလို့ကပုံမှန်လေးစုနေတာမှာ။လူသားတွေကဟေး။လူသားများ တို့မျိုးသားများတောင်းစီတာအဲဒီလေးပြလားဟုတ်ပြီအဲ့ဒီရတယ်ဟာတဲ့ကဲဒီဝိဆက်ဟုတ်ပြီမိုက်စနာဝင်းဟုတ်ပြီလူစနာဟောယုံနာဖြုတ်ဟုတ်ပြီဘာလဲသမီးဟုတ်ပြီပြောသမီး ပညာရေးပြည့်လို့ဖြစ်မှာ ဟုတ်ပြီ တော့မှစိတ်ဓာတ်နဲ့စီကံကောင်းမှာပညာရေးကောင်းမှာလို့ ဘာလို့ကြောင်းမှာဆိုရမှာစိတ်ဓာတ်စီကံပညာကောင်းအောင်ချလာတယ်တွေ့လားတွေ့လားသုံးခုကိုစိတ်ဓာတ်လေးကြီးရဲ့စီကံလေးကြီးရဲ့မှန်တာပေါ့ကဲနောက်တစ်ယောက်တော့အချားရင်းတော့ဘာဒီလားပြမောဝေးကိုကတည်းကသူ့နာမပြရဲလောဘနဲ့တော့လေရောက်ပါရဲ့ပညာရေးနဲ့ရေးရတတိလုံးလာပဲဒီမှာတတိလုံးလာရှိပါပညာရေးရောင်းလို့ညာတော့ပြပါရဲ့ဘောလုံးရှိဖို့တာပြီးရှိမှာဟုတ်ကဲ့အရာရာကိုယူဆိုင်ဖို့လည်းလုပ်နေလေမှန်တာပေါ့ကဲဒုံမျိုးသားများဒုံမျိုးသားများဆက်ကြအောင်ကောင်းပြီဆက်ကြအောင်ကောင်းပြီအဲ့ဒါဟုတ်ပြီမှာအလားတူလေးအားလေးပြည့်ဘယ်မှာတော့အမှန်တရားမှာဒါနတယ်ဘာမှမလုပ်အောင်မျိုးစင်ပါ မောင်မျိုးစင် အောင်မျိုးစင် ဟုတ်ပြီမောင်မျိုးစင်ပြော အဲ့ကျွန်တော်ပညာတတိရည်စစ်လို့ကျွန်တော် ဟုတ်ပြီ လူလုံးသားမှာဆိုရင်လူတွေနဲ့ပေါင်းဆက်ဆံနေတယ်လို့လူမှုရေးရည်ကြီးပါ all right ဘယ်တော့ဆရာပြောရဲပြောနေတာတဲ့နော်မင်းတို့အားလုံးခေါင်းကိုဆုံးလိုက်ကြတာနော်ပြောလို့ဒီလိုစီကောင်းမှုရှိရအလုံးကောင်းမှုရှိတော့နေ
那也这边怎么了嘛？这今年年底了，我们也当初要是不会办些，对呀，今年一切都不好，明年稍微的自己嘛的，今年年里面就买的。我们当时稍微的升级过，年纪的，我们给我们 idea 了，这边好。这个你说，非常好。对啊，我是好的，我一个。我们古巴在这里呢，平常这个乌鸦呢，对吧？နေရနေပါဒါတော့အဲ့ဒီဘာနဲ့ရှိမဲ့ဆိုရင်အဲ့ဒီဒီဘုရားကိုလည်းကောင်းပါလို့နိုင်တယ်ဆရာကစီကံလေးကောင်းပါရဲ့ပညာရည်လည်းကောင်းပါဆိုတဲ့လူရတယ်မျက်စိလို့ဖြစ်လာအားလို့ရှိပြီးဒီမှာရှိတာဒီမှာဆက်ဒီမှာလည်းဆိုတော့တော့ထားရအောင်ညာသိမှန်တယ်ဒီမှာဒီနဲ့မှာညမကူရင်ဟုတ်တော့ဘယ်လိုမှမလဲ老魏啦，老魏啦，阿达你第一个呢，会花呀？ဒီပါရဲ့ဇာတ်ကြမ်းနဲ့မြင်ရတယ်တောင်းပြီးဆက်ပြီးထောက်လို့ရတယ်သူရဲ့အသုံးဝင်ကဒီကြားမှာပြနေပါတယ်ဒီပါရဲ့စုစုံမှလည်းရေးတယ်ဟုတ်ပါပြီပါပါပြီလေဝိဆရာမိလိုက်ပေါ်ပုဗ္ဗသတိယမိရဖဟုတ်ပြီလားသာသမီကောင်းတယ်ဆိုတော့ဘယ်လိုကောင်းလို့လဲဒီလိုဘယ်လိုဆက်တာလဲကျွန်တော်ကတော့ဘုရားကျောင်းမှာကလမရဲ့ကျောင်းတော်ကြီးအောင်စုံမှာဖြစ်ပါတယ်။ဒီနာရဲ့ယဉ်ကျေးမှုကိုပြောပြပါဦး။ဒီနာရဲ့အရေးကြီးပါ။ဒါပေမဲ့ပညာရဲ့ယဉ်ကျေးရဲ့လာတော့မှန်တရားကိုမှန်နာလို့တော့အသိဉာဏ်ရဲ့ရဲရည်ရှိမှသာဒီနာရဲ့အရေးကြီးပါဗျာ။ဟုတ်ပြီ။အဲဒီယဉ်ကျေးမှု။ဘာလို့လဲရှိသေး။ဟိုအဓိကတော့ဆောင်ပါမှာ။ဟောရတယ်။ဟုတ်ပြီ။အဲဒီကมียโดโบราณเนี่ยบอกมาแต่ทุกวันเลยเราไม่ได้เรียนที่บ้านใช่เราก็เรียนที่ไหนเรียนที่เราไม่บอกใช่เราก็เนี่ยเรียนที่มาแล้วที่เราสัตว์ที่เราดูแลเนี่ยที่บ้านใช่ဟုတ်ပါပြီကဲမှန်ပါတယ်ဒါတို့ဒီမှာနည်းနည်းလေးရပြီးတော့ဆက်လိုက်ရအောင်เนาะပြောတာလေးကိုဆက်လိုက်ရအောင်เนาะသဘောကျလားပြောမဲ့လူများရှိသေးလားမသိဘူးရှိသေးလားအော်ရှိသေးတယ်ရှိသေးတယ်ဆရာအယူဆပေါ့နော်။ဟောတယောက်ကြံသေးလား။ဟောလာပါ။သမီးလေးလား။သမီးကတော့ဘာလို့မှဒီနာနေမှာမဟုတ်လေလို့ပြောပါတယ်။သမီးကတော့ပြင်ရတဲ့နေရာကပြင်ရဘလောက်ပဲတက်နေလို့လေလူသားတွေကကိုယ်သက်သာကြရှိမှသာပြင်ရတာပြင်အောင်ပြင်ရမှာဖြစ်ပါစေ။ဘုရားဘုရား
ကဲအဲ့တော့ဆရာအမှန်တမ်းပြောရင်ဒီကိစ္စဆရာတယောက်တည်းပြောသွားလို့မပြီးဘူးလားပြီးတယ်ဆရာပြောတော့လေဆရာမင်းတို့နားထောင်ပြီးတော့ဒါပဲပြီးသွားတာပေါ့ဒါပေမဲ့ဆရာအဲ့ဒါကိုလိုချင်တာမဟုတ်ဘူးခေတ်သစ်စာသင်ကြားနည်းစနစ်ကိုဆရာတခုလိုချင်တာခေတ်သစ်စာသင်ကြားနည်းကဘာလဲဆိုတော့ဒါလို့သမီးတို့လည်းသိတဲ့အတိုင်းပဲကျောင်းထဲကိုသွားအတန်းထဲမှာဝင်ထိုင်ဆရာကြီးရှေ့ဆုံးကထွက်သူသည်အဒီခန်းထဲမှာရှင်ဘုရင်ကြီးအရှင်သခင်ကြီးဟုတ်တယ်မလားငါပြောတာနားထောင်ကြဟုတ်မဟုတ်နားထောင်ကောင်းကောင်းမကောင်းကောင်းကြက်စိတ်ပါကြက်ဒါတွေနဲ့နေ့တိုင်းရင်ဆိုင်လိုက်ရတာအဲ့ဒါကတကယ်တမ်းလက်ရှိ21ရာစုမှာလိုအပ်နေတဲ့ပညာရေးမဟုတ်တော့ပါဘူးဒါတို့သမီးတို့ critical thinking ဆိုတာကြားဘူးလားမကြားဘူးလားအခုကြားဘူးရင်နောက်တော့သားတို့သမီးတို့ကြောင်းနေမှာအဲ့ဒီ critical thinking တွေကလာတော့မှာနော်အခုသားတို့သမီးတို့ဆရာကြီးဆရာမတွေကိုအဲ့ဒီ critical thinking တွေပြောနေပြီ critical thinking သဘောတရားဘာလဲဆိုရင်အရှင်းဆုံးပြောရရင်တစ်ဖက်ပိတ်ပညာရေးမဟုတ်တစ်ဖက်ပိတ်ပညာရေးဆိုတာဘာလဲအုံနောက်ကဒီပိုင်းကို data တွေဒီလိုသွင်းလိုက်တယ်ကျဲအဲ့ဒီပြောလိုက်သမျှကြက်လိုက်သမျှစာကသွင်းတာပဲရှိတယ်တညာတွေသွင်းအုံနောက်ကနှစ်ချမ်းမရှိဘူးလားဒီဘက်ချမ်းကိုသွင်းလိုက်တယ်အဲ့ဒီသွင်းလိုက်သမျှဒီဟိုဘက်ချမ်းပြန်ပြီးတော့စင်ញညာနဲ့ထုတ်ရမှာအဲ့လိုစင်ញညာနဲ့ထုတ်နိုင်တဲ့ပညာရေးစနစ်မဟုတ်ဘူးလက်ရှိပညာရေးစနစ်ကတစ်ဖက်တည်းသွင်းပြီးတော့တစ်ဖက်တည်းပိတ်နေတဲ့ပညာရေးမလို့တစ်ဖက်ပိတ်ပညာရေးလို့ခေါ်တာ critical thinking ဆိုဒီမှာပါတယ်တစ်ဖက်ကသွင်းလိုက်တဲ့ data အချက်လက်မှန်များကိုတစ်ဖက်ကနေခုနသားတို့သမီးတို့စင်ញင်တယ်လို့စင်ញင်ပြနိုင်ရမယ်ဆရာကမှန်တယ်လို့ဘယ်လိုပြောဒါတကူတည်းကမမှန်နိုင်ဘူးဒီလိုလည်းဖြစ်နိုင်တယ်ဟိုလိုလေးလည်းဖြစ်နိုင်တယ်ဒါမှားနိုင်တယ်မှန်နိုင်တယ်အဲ့လိုဝေဖန်ထောက်ပြနိုင်တာစစ်ချင်းကပညာလို့မပြောခဲ့ဘူးလားပိုင်းခြားစစ်ဝေဖန်တာကပညာအဲ့ဒါကဒီဘက်အုံနောက်ကနေပြီးကူးပြီးတော့အလုပ်လုပ်ကြရတာတစ်ဖက်ပိတ်ပညာရေးဆိုဒီမှာတစ်ဖက်တည်းသွင်းပြီးတော့တစ်ဖက်တည်းနားလည်ပြီးတော့တစ်ဖက်တည်းကြက်ပြီးတော့တစ်ဖက်တည်းပြင်နေတဲ့စာတစ်ဖက်ပိတ်ပညာရေးပဲ critical thinking နေရှိလာဖို့လိုတယ်အရာရာကိုပြောတိုင်းမှန်တယ်ပြောတိုင်းဟုတ်တယ်ဆိုတဲ့ဘဝနေရာနေပြီးတော့ပြောတိုင်းဟုတ်ချင်မှဟုတ်မယ်ငါတို့တကယ်နဲ့သိနေရတဲ့ပညာတွေမဟုတ်ပါလားဒါကြောင့်မို့လို့ငါတို့ပညာကိုသိနိုင်အောင်ငါတို့ဒီအမြဲတမ်းခွဲခြားစိတ်ဖြာနိုင်ရမယ်လို့သိတာဒီအဲ့ဒါပညာသိပါအဲ့တော့ဆရာကဘာပြောခြင်းလဲဆိုတော့အခုသားတို့သမီးတို့ထဆွေးနွေးချက်တွေအရန်ကောင်းတယ်ကျမရေးကြီးတယ်ပတ်စံအရေးကြီးတယ်မိသားစုအရေးကြီးတယ်ကိုချင်းတရားအရေးကြီးတယ်အားလုံးကိုချုပ်လိုက်မယ်ဆိုလို့ရှိရင်သားတို့သမီးတို့အခုထပြီးတော့ဆွေးနွေးတာအားလုံးချုပ်မယ်ဆိုရင်ဆရာတို့ဗမာဆန်သုံးတတ်မယ်ဆိုလို့ရှိရင်သီလသမာဓိပညာဘယ်နှခုလဲလောကကြီးမှာ၃ခုပဲရှိပါတယ်ပညာတစ်ခုပဲအရေးကြီးလားသီလလည်းအရေးကြီးတယ်သမာဓိလည်းသမာဓိဆိုတာစိတ်နော်ခုနပြောတဲ့ကိုချင်းတရားတွေစိတ်တွေစောင့်ထိန်တာတွေပညာဟောအရေးမကြီးဘူးလားအဲ့ဒါဆရာပြောတာမဟုတ်ဘူးအဲ့ဒါဘုရားဟောဆရာတို့ဗုဒ္ဓမြတ်စွာကိုယ်တိုင်ကလောကကြီးမှာအရေးကြီးဆုံး၃ပါးကိုပြောပါဆိုရင် तू ကဘာလို့ပြောသွားလဲသီလသမာဓိပညာသီလဆိုတာဘာလဲလူတွေစောင့်ထိန်အပ်သောကျင့်ဝတ်တရားများမဟုတ်လားလောကမှာလူရည်လို့ဖြစ်လာရင်လူတိုင်းစောင့်ထိန်လိုက်နာစောင့်ရှောက်ရမယ်ပွားမှရမယ်ကိုကျင့်တရားတွေကျင့်ဝင်တရားတွေမရှိဘူးလားအဲ့ဒီဟာကိုလုံအောင်စောင့်ထိန်နိုင်ခြင်းဒီသီလကိုစောင့်ထိန်ခြင်းပဲအရေးမကြီးဘူးလားဆရာတို့ဗုဒ္ဓဘာသာတွေမှာဆိုရင်ဘာကိုသီလကိုဘာနဲ့ပြတ်ထားလဲ၅ပါးသီလတော့ရမှာပေါ့နော်၅ပါးသီလဒီတချို့ကထင်တာဗုဒ္ဓဘာသာနဲ့ဆိုင်နေတယ်ပဲထင်တာအားလုံးသောဟာနဲ့ဆိုင်ပါတယ်လူတိုင်းနဲ့ဆိုင်ပါတယ်နော်၅ပါးသီလပါဏာတိပါတာအရိဏဒါနာကာမေတုမိစ္ဆာသာမုဒဝါရာသုရာမေရယအားလုံးအတွက်အရေးမကြီးဘူးလားပါဏာတိပါတာသူများအသက်ကိုတတ်ချင်နေတတ်လို့ရလား
တတ်ချင်တိုင်းတတ်ရင်ဘာဖြစ်သွားမလဲငရဲဆိုတာခဏထားလက်ရှိဘဝမှာဥပဒေနဲ့လွတ်မလားအဲ့ဒါပဲအဲ့ဒါသီလအကျိုးတရားပဲအာရိဏဒါနာဘာမလို့အောင်လဲသူများပစ္စည်းကိုခိုးလို့ရလားခိုးရင်ဘာဖြစ်လဲခိုးတဲ့သူကဘာဖြစ်လဲခိုးတဲ့သူဘာဖြစ်လဲဟေးကြီးွားတယ်လို့တော့မပြောနဲ့နော်ခိုးတဲ့လူကြီးွားတယ်လို့တော့မပြောနဲ့နော်မပြောချေခိုးတဲ့လူသည်တခိုးဖြစ်မယ်ဟုတ်တယ်ခိုးတဲ့လူသည်တခိုးဖြစ်မှာပဲခိုးတဲ့လူသည်သူကသူဘလို့ပဲပြောင်ဆင်းဘလို့ပဲအယောင်ဆောင်တခိုးသည်တခိုးပဲဟုတ်တယ်မလားတခိုးသည်တခိုးပဲဥအောင်ထုံးလို့ပေါ့သူများမရမတရားခိုးတော့မရခိုးပဲသူကသူဘာကောင်းဖြစ်နေဟုတ်တယ်မလားဟုတ်ပါတယ်အဲ့ဒါသီလပဲနော်သားတို့သမီးတို့အဲ့ဒါသီလပဲသီလအကျိုးတရားအရက်တောက်ပြင်လားပါဏာတိပါဒာအာရိဏဒါနာကာမေတုမိစ္ဆာစာရာသူတစ်ပါးသားမယားကိုပြစ်မှားသင့်သလားမပြစ်မှားဒါဟောစောက်တရားတဲ့သီလကိုကျင့်တရားပဲမဟုတ်ဘူးလားကာမေတုမိစ္ဆာပါဒာပြီးတော့ဗာလဲမုသာဝါဒာလိန်ပြောတာကောင်းလားလိန်ပြောတာမကောင်းဘူးနေရာတကာရောအမှန်ပြောတာကောင်းလားအဲ့ဆိုဘယ်လိုပြောမလဲဟမ်ဘယ်လိုပြောမလဲအလင်းသိတယ်လို့လေးပြောကြတာပေါ့ဟုတ်တယ်မလားအလင်းသိတယ်လို့လေးပြောကြတာပေါ့သူရာမေတ္တာရအရက်တော့တာကောင်းလားဘယ်ဘာသာမဆိုအရက်တော့တာကောင်းတယ်လို့ပြောမှာတော့မဟုတ်ပါဘူးဒါလူတိုင်းစောက်ထိုင်ရတဲ့အရက်ပဲအရက်တော့တာမကောင်းဘူးပြောတော့အရက်မများမူးလာရင်အရက်မူးတော့ဘာဖြစ်တယ်ကျွဲခိုးတာပေါ်မှာပေါ့ဘယ်တော့မှလည်းမကောင်းပါဘူးအဲ့တော့ဒီ၅ပါးကိုစောင့်ထိန်ကြည့်စီသီလစောင့်ထိန်လူတယောက်မှာသီလရှိဖို့မလိုဘူးလားသားတို့သမီးတို့သမာဓိဆိုတာဘာလဲတည်ကြည်ဖြောင့်မတ်ခြင်းသမာဓိဆိုတာဘာလဲလူတယောက်ဟာတည်ကြည်ဖြောင့်မတ်တဲ့စိတ်ရှိဖို့မလိုဘူးလားတည်ကြည်ဖြောင့်မတ်ပြီးမှန်ကန်တဲ့စိတ်ရှိရင်ခုနဆရာပြောသွားတဲ့မှန်ကန်ခြင်းနဲ့ရင်တယ်မှာလို့အပအုပ်လို့မဖြစ်လာဘူးလားဘယ်လောက်ကြီးအာနာရှိဘယ်လောက်ကြီးလက်နဲ့ရှိဘယ်လောက်ကြီးအင်အားရှိရင်မဆိုင်ရဘူးလားဘာကြောင့်ရင်ဆိုင်ရတာလဲတည်ကြည်ဖြောင့်မတ်မှန်ကန်လို့အဲ့ဒါဘာလဲသမာဓိဟုတ်တယ်ပညာရှိဖို့မလိုဘူးလားပညာဆိုတာဘာလဲခွဲခြားသိမြင်နိုင်စွမ်းပညာဆိုတာအတူချုပ်ပြောမယ်ဆိုရင်ဘာလဲခွဲခြားသိမြင်နိုင်စွမ်းအခြေကိုဆရာပြောရတယ်ဗါလေအမှန်အကောင်းအဆိုးအကြောင်းအကျိုးအမှန်ခွဲခြားဝေဖန်စိတ်ဖြာနိုင်တဲ့ဉာဏ်အဲ့ဒါပညာပဲခုနသားတို့သမီးတို့ပြောရတဲ့မှာဉာဏ်ရောမပါသွားဘူးလားသီလဆိုတာရောမပါသွားဘူးလားသမာဓိဆိုတာရောမပါသွားဘူးလားအဲ့ဒါဖះဟောပဲသားတို့သမီးတို့ရှင်းလေးပါနော်အဲ့ဒီတော့ဆရာကဘာကိုသွားသတိရလဲဆိုတော့အရှင်ဥဝိစိတ်တသာရာဘိဝင်သသိလားဟဲ့မသိပါဘူးမြတ်စွာဘုရားကြားဟောကြားဘူးလားမနေ့ကအိမ်နေမှာလေအဖေဒီမင်းဒီမဖွင့်ဘူးလားတရားလေးပါလေဥဝိစိတ်တသာရာဘိဝင်ဆိုတော့ဘောတုတ်ကြီးဟုတ်လားမဟုတ်ပါဘူးဘယ်လိုလဲပိန်လေးစာတတ်သလားမတတ်ဘူးလားဘယ်လောက်တတ်တယ်လဲဟုတ်တယ်ဗိဓိကသုံးမောအကုန်အားလုံးဆောင်ထားတာကဲနော်ဗမာပြည်မှာနေမဟုတ်ဘူးနော်ကဘာစံချိန်ဝင်ဆရာတော်ကြီးနော်ဗိဓိကသုံးမောအားကုန်ဆောင်နိုင်တယ်ဆိုဒီမှာရိုးဆောင်နိုင်တာမဟုတ်ဘူးနော်သူများနေလို့ဆရာတို့သမီးတို့ကလွတ်ကျက်တာမကောင်းဘူးလို့ဆရာပြောနေတယ်အဲ့ဒီကိုတော်ကြီးတော့ဘာလို့ချီကျူးနေလဲအလွတ်ကျက်တတ်တဲ့ဉာဏ်နဲ့ရှိတာမဟုတ်ဘူးနော်ကျက်တယ်လို့မေးအလွတ်ကျက်တယ်ဆိုတာဗိဓိကသုံးပုံစာအုပ်တွေကစာမျက်နှာပေါင်းလည်းအများကြီးမေးတဲ့စာတော့ကိုတော့မေးခြင်းတဲ့အပိုက်ကိုကောက်မေးတာနော်ဘယ်အပိုက်ကိုမေးမယ်လဲကြိုပြောတာမဟုတ်ဘူးဟေးဘယ်အုပ်ကဘယ်အုပ်ကဘယ်အထက်ကဘယ်ဝက်ကဘယ်ဟာကိုရွတ်ပြသန်းဆိုရင်တော်ရွတ်ပြတယ်ဆရာတော်ကြီးရဲ့စွမ်းရင်ကအဲ့လိုရွတ်ပြနိုင်စွမ်းနေမဟုတ်ဘူး
အဲ့ဒီမှာရေးရတာဘာမှားနေတယ်အဲ့ဒီအချက်ကဖြစ်တဲ့နာဘာတကယ်အမှန်ကဘာဖြစ်နိုင်ပါတယ်အဲ့ဒီလိုဝေဖန်ထောက်ပြနိုင်တဲ့စွမ်းရည်မှာသူ့မှာရှိတာအဲ့ဒါကြောင့်ဗိဓကသုံးပုံအောင်တဲ့ပုဂ္ဂိုလ်တွေမှာအထူးကျော်ဆုံးအတော်ဆုံးပုဂ္ဂိုလ်ဘာပြပါရှာရှာပါပါနိုင်ငံတကာတော့ခွန်ပြုရတယ်လေးစားရတယ်ရုရှားနိုင်ငံဆိုဆရာတော်ကြီးကိုလေးစားလို့ကြည်လုံးကားကြီးပေးတယ်ဆရာတော်ကြီးကညင်းတယ်ဘုန်းကြီးကြည်လုံးကားလို့လားလို့ပါဘူးဘယ်သူကပြစ်မှာမဟုတ်လို့လဲဆရာတော်ကြီးကအဲကြည်လုံးကားကြီးကိုပြန်စွန့်တယ်မယူဘူးမင်းတို့ကြည်လုံးကားငါဘာလုပ်ရမှာလဲဆရာတော်ကြီးကအဲ့လိုစိတ်ဓာတ်နော်သူရသမျှအကုန်လုံးလည်းပြန်ပြီးတော့ကြောင်းနေအကုန်လှူတယ်ဆရာတော်ကြီးကကြည့်လိုက်လို့ရှိရင်အမြဲတမ်းသူ့ရဲ့အခန်းလေးထဲမှာအမြဲတမ်းသူကစာဆိုရင်ဒီလိုလေးလုပ်တယ်စာအုပ်သူကရွတ်နေရင်သူကဒီလိုလေးသူကတစ်ခါလေးလေးစာရွတ်နေလို့ရှိရင်သူ့စာအုပ်ထဲမှာဖတ်ဖူးတာပါသူ့ပေါ်မှာယုံထားတဲ့သင်္ကန်းတွေပါလေသူကကြွကြနေတတ်တယ်အမြဲတမ်းသူ့အာယုံကစာထဲမှာပဲရှိတဲ့ခါကျတော့သင်္ကန်းကိုဝတ်ထားမှလည်းအပေါ်မှာယုံထားမှလည်းသူမသိတော့စာထဲမှာပဲအာယုံဒါကြောင့်မို့သူကသူစာရွတ်နေပြီစာဖတ်နေပြီဆိုသူ့အခန်းထဲကိုဘယ်တကာမှပေးမဝင်လိုက်တဲ့အခါမှာသူ့ရဲ့အသွင်သဏ္ဍာန်ကိုမြင်သွားရင်တကာမှဒီအကြည်ညိုစိတ်ပြတ်သွားမှကြောက်သူကသူ့မှာသိတာစားလွဲလို့သူဘာမှမသိစာပဲသိတယ်စာပဲနားလေတယ်စာပဲရွတ်နေမယ်ဆိုတာသိတဲ့ခါကျတော့သူ့ကိုယ်ခန္ဓာမှာပေါ်သွားတဲ့ဟာကိုကြည့်ပြင်ပြီးတော့တကာမှဟာအကြည်ညိုကင်းပါဆိုပြီးတော့သူစာရွတ်နေရင်သူ့ခန္ဓာဘယ်သူမှပေးမဝင်တာအဲ့ဒီလောက်ထိစာပေါ်မှာလေးစားမြတ်နေတဲ့ပုဂ္ဂိုလ်ကြီးပါအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့စင်ញင်နိုင်လေးကိုဆရာပြောသွားတယ်ဗိဓကသုံးပုံမှာတော်တယ်ဗိဓကသုံးပုံမှာအောင်သွားပြီဆိုတော့သူ့ကိုတခါတနိုင်ငံလုံးကစုချီးမြှင့်ကြတယ်ဝင်ကြီးချုပ်ဦးနုခိကပေါ့တခါတနိုင်ငံလုံးကဂုဏ်ပြုကြတာပြုလိုက်ကြတာတခါတည်းကဘာကြီးဖះမှာနော်ကဘာကြီးဖះမှာကဲဝဲချီပြီးကျင်ပါတယ်နိုင်ငံတကာလည်းစုတွေပေးနိုင်ငံတကာအဝတ္ထုတွေကဆရာတော်ကြီးကအကုန်ပြန်ထူတယ်ဘာမှလည်းမရှိဘူးနော်အဲ့ဒီတော့တကယ်တမ်းပြောရရင်ဗိဓကသုံးပုံမှာစာလဲအလွန်တတ်တဲ့ပုဂ္ဂိုလ်တနိုင်ငံလုံးကလည်းကြီးညိုနေတဲ့ဘဲကိုသွားအကုန်လုံးလူတွေကလမ်းပေါ်မှာတခါတည်းမှုမောက်ချပြီးတော့ကြော့နေတဲ့ဆရာတော်ကြီးဟာသူ့ကျောင်းမင်းကုန်းစကိုင်းတောင်ကြီးကသူ့ကျောင်းကိုသူပြန်ရောက်ပါတယ်ပြန်ရောက်ပြီးတော့တနေ့တော့ဆရာတော်ကြီးကမန္တလေးကိုသွားမယ်ဆိုပြီးတော့သူကသင်္ဘောစစ်ကိုဆင်းပါတယ်ဆရာတော်ကြီးကတပါးတယ်သူတပါးတဲ့သင်္ဘောစစ်ကလေးကိုဆင်းမယ်ဆိုပြီးတော့ထီးလေးကိုကြိုင်းညပ်ပြီးတော့ဆင်းလာတဲ့အခါမှာသူ့ကိုပထမဦးဆုံးစိုက်ကားသမားကဟိုရှေ့ကဘုန်းကြီးဘေးဖယ်လို့អော်တယ်တဲ့သူ့ကိုဗိဓကသုံးပုံအာဂုံဆောင်နိုင်သောပုဂ္ဂိုလ်လို့သိလားမသိဘူးနောက်တစ်ခါတနေရာရောက်ပြန်တော့ကုံထမ်းသမားတယောက်ကကုံထမ်းလာရင်လည်းသူ့ကိုဝင်တိုက်သွားတယ်ပိန်မိန်လေးဘုန်းကြီးကခြေလက်ပတ်လဲသွားတယ်ဟောဒုက္ခပဲသူကရှောင်လိုက်တယ်ဆရာတော်ကြီးကနောက်တစ်ခါဟိုဘက်ကတစ်ခါဆက်ပြီးတော့သင်္ဘောစိတ်ဆင်းကန်ကြီးကြမှာစိုက်ကားသမားဟေးကိုတော့ဘေးဖယ်အော်ပြန်အောင်တခါတည်းအဲ့တော့သူ့မှာဖြစ်နေတာအကြည့်နော်တနိုင်ငံလုံးကအကုန်လုံးဂုံပြူပြီးတော့ချီးကျူးပြီးတော့တခါတည်းချီးမြှောက်နေတဲ့ပုံကိုကြီးอ่ะသူ့ဒေသကသင်္ဘောစိတ်ကန်ကကုံထမ်းသမားတွေစိုက်ကားသမားတွေကူလီတွေသူ့ကိုသိလားမသိဘူး sorry ပဲသူ့ကိုမသိနော်အားလုံးဒီကြော်ကြားနေတဲ့တနိုင်ငံလုံးကကဘာကြော်နေတဲ့ပုံကိုဒီဘက်ကကုံထမ်းသမားစိုက်ကားသမားကူလီသိလားမသိဘူးအဲ့မှာဆရာတော်ကြီးကလေသူများဆိုရင်ဒီလိုတရားရမှာမဟုတ်ဘူးဆရာတော်ကြီးကလေခါတွေ့လေးရက်လိုက်တယ်တဲ့ရက်လိုက်ပြီးတော့သူပြောတဲ့စကားလေးတကွန်ဆရာမှတ်ထားတယ်တားလို့သမီးတို့နားထောင်ကြည့်ကြတာသူအဲ့ဒီမှာဆရာတော်ကြီးရွတ်လိုက်တဲ့စကားလုံးလေးအော်တဲ့သူကသူ့ကိုယ်သူဆင်ခြင်တာနော်ငါအောင်ထားတဲ့စာမွေးပဲဟာအောင်ချောင်းသိတဲ့လူတွေသာအသုံးဝင်ပါပေါ့လားကဲသူဒီလောက်တော့ကဘာကျော်အောင်တဲ့စာမိုးပဲဟာအောင်ချောင်းသိတဲ့လူသာအသုံးဝင်ဘူးလားဝင်ပါပါအောင်ချောင်းမသိတဲ့ကူလီတွေစိတ်ကားသမားတွေအတွက်အသုံးဝင်လားဝင်ပါဘူးမဝင်ဘူးသူဆက်ပြောတာလေးနားထောင်လိုက်အောင်ပူဇော်ပွဲအခမ်းအနားမှာသာတန်ဖိုးရှိတာပါလားငါကဗိဓကသုံးပုံအာဂုံဆောင်ထားတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့ငါ့ကိုပူဇော်နေတဲ့ဟောလို့အခမ်းအနားမျိုးမှသာငါကတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကြီးပါလားဟောဒီမင်းကိုစိတ်ကမ်းမှာ तू တန်ဖိုးရှိသေးရဲ့လားရှိတော့ပါဘူး तू အလကားဖြစ်နေပြီနောက် तू ဆက်ပြောသေးတယ်ငါကိုကာကွယ်စောက်ရှောက်မနေကြပါလားငါတော်ထားတဲ့ငါတတ်ထားတဲ့ငါသိထားတဲ့ဘိကသုံးမှုဆိုတာသူ့ကိုအဲ့ဒီအချိန်မှာလာပြီးစောက်ရှောက်သေးလားစောက်ပါဘူး
သူတတ်ထားတဲ့ဘိဓိကသုံးဖို့တော့ဟေးဒါငါဘိဓိကသုံးဖို့အောင်တဲ့ကိုတော်ကြီးလို့လာပြီးတော့ပြောသလားငါဒီဘိဓိကသုံးဖို့အောင်တော့ကိုတော်ကြီးဖြစ်သည်လို့နဖူးမှာဆန္ဒထိုးလို့ရလားမရဘူးဘယ်သူမှသူ့ကိုမသိကြဘူးနောက်သူဆက်ပြောသေးတယ်နော်စိတ်ညစ်နေတာဆရာတော်ကြီးစိတ်ညစ်နေတာအောင်မြင်မှုကိုရည်မှုအချိန်ဖြုံးနေရင်ငါပဲနစ်နာမှာတော့မှာလားငါပဲနစ်နာတော့မှာပါလားကဲငါဘိဓိကသုံးပုံကြီးအောင်ထားတယ်ငါတော်တယ်ငါတတ်တယ်ဆိုပြီးတော့အောင်မြင်မှုမှာရင်မှုနေငါဘာဖြစ်တော့မလဲငါနစ်နာတော့မယ်နင်ဘုံတော့မယ်သိသူရောမသိသူတွေကြားမှာပါအသုံးဝင်တာကပฏิပတ်ပါလားသူကအဲ့ဒီမှာငါသိရမယ်ပฏิပတ်ဆိုတော့သူကသူတခါတည်းဆင်ញင်တာဘာလို့ဆင်ញင်လိုက်လဲလောကမှာငါဆင်ញင်ပြီးတော့ငါကိုယ်တိုင်စိတ်ထဲနှလုံးထဲမှာအမြဲသွင်းပြီးတော့ငါကိုယ်တိုင်အမြဲတမ်းစိတ်ထဲနှလုံးထဲမှာသွင်းပြီးတော့ငါကြိုးပမ်းလေးလာအားထုတ်နေရမှာအဓိကသီလသမာဓိပညာပါလားလူတွေရဲ့ချီးမြှောက်မှုကိုယဉ်မှုနေလို့ရသလားမရပါဘူးလူတွေရဲ့ဂယုစိုက်ခြင်းမစိုက်ခြင်းကိုယဉ်မှုနေလို့ရလားမရပါဘူးသူများတွေဂယုစိုက်သည်ဖြစ်စေဂယုမစိုက်သည်ဖြစ်စေသူများတွေသိသည်ဖြစ်စေမသိသည်ဖြစ်စေသူများတွေကတန်ဖိုးထားသည်ဖြစ်စေမတန်ဖိုးမထားသည်ဖြစ်စေကိုယ်မှာတကယ်ရှိအပ်တာကဘာလဲသီလသမာဓိပညာအဲ့ဒီ၃မျိုးလောက်ကိုစိတ်ထဲမှာထည့်ပြီးတော့ကြိုးစားရင်သားတို့သမီးတို့အောင်မြင်မှာပါဆရာနောက်ဆုံးသားတို့သမီးတို့ပေးခြင်းတဲ့ message တွေကစသုံးလုံးပါပဲဗါတဲ့လေသိလားစသုံးလုံးဒီထဲမှာစသုံးလုံးနဲ့ပတ်သက်တဲ့လူတွေများရှိနေရောလားမပြောတတ်ဘူးစသုံးလုံးဆိုတာသိလားအထူးစုံစမ်းထောက်လှမ်းစစ်ဆေးရေးလေအရင်တော့ကအခုတော့ရှိမရှိတော့မသိဘူးနော်ဟိုတခါလေကြတော့လေကြောက်တယ်တခါကြလို့ရှိရင်ဘာမှမသိဘူးသိလားဟောတာဟောပြောနေတယ်ဟိုကဓာတ်ပုံနဲ့လိုင်းရဒီကဓာတ်ပုံနဲ့လိုင်းရဟိုဘက်ကတော့ဝေါ်ကီတော်ကီနဲ့မှန်ပြောလို့ပြောဟာကိုတခါလေကျရင်ကြောက်တယ်ဘယ်နာထွက်ပြီးလို့ပြေးရမှမသိဘူးဆရာပြောချင်တာအဲ့စသုံးလုံးမဟုတ်ပါဘူးစသုံးလုံးဘာလဲသားတို့သမီးတို့သားတို့သမီးတို့ဘဝမှာလူလိုသူလိုအမြဲတမ်းအောင်မြင်တဲ့လူတယောက်ဖြစ်စေခြင်းစသုံးလုံးကိုဆောင်သားပါဘာလဲလဲနံပါတ်1စလုံးဘာလဲလဲမဟုတ်ပါဘူးစိတ်ဓာတ်စည်းကမ်းပညာတွေဌာနတာအဲ့ဒါကြောင်းကနိုင်ရပေါ်မှာပဲရှိတယ်နော်အဲ့ဒါတွေခဏထားအဲ့ဒါတွေခဏထားကျောင်းနိုင်ရပေါ်မှာရှိပြီးတော့အသုံးဝင်တာတွေအများကြီးပညာရေးဖြင့်ခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံကြီးတည်ဆောက်တိုးတက်ပလားတိုးတက်ပါဘူးဘယ်သူကပြောလဲနော်ဒီကပြောကျောင်းနေပျော်၍စာတော်ရမည်ပြောလားတော်သလားစောင်းမှုတွေများရိုးရိုးကျင့်မြင့်မြင့်ကြံလောက်သလားဘာဖြစ်လို့မလောက်တာလဲစိတ်ဓာတ်စီကံပညာစိတ်ဓာတ်တက်နေလားကြာနေလားမလောက်ပါနဲ့အဲ့ဒီလိုတော့စိတ်ဓာတ်ကကြာစီကံကမရှိပညာကမတအဲ့လိုမလောက်ကြပါနဲ့လို့ပြောတာပါနော်လုံးပါလို့ပြောတာမဟုတ်ပါဘူးနော်စိတ်ဓာတ်စီကံဆိုပညာဆိုတာအလကားတရတာမဟုတ်ပါဘူးနော်အဲ့ဒီတိုင်းကြင်ကြံနိုင်အောင်ပါဆရာပြောခြင်းတဲ့စာသလုံးဒီအဲ့ဒါမဟုတ်ပါဆရာပြောခြင်းတဲ့စာသလုံးဆိုဒီမှာနံပါတ်1စာလုံးဒါတို့သမီးတို့ဘဝမှာလူတစ်လုံးဖြစ်ပြီးတော့နေနိုင်ရင်နံပါတ်1စာလုံးစူးစူးစိုက်လို့ဟာတယ်လေသားတို့သမီးတို့အခုဘာတွေလဲကျောင်းသားတွေဘာပဲစူးစူးစိုက်လုံးဒါရှင်းလေးပဲအထွေထူးပြောစရာလိုလားသားတို့သမီးတို့ကနောင်လာမဲ့အနှစ်20ဆိုရင် Z generation အုပ်စုဝင်တော့မှာနောင်လာမဲ့အနှစ်20ဆိုရင်သားတို့သမီးတို့အသက်ဘယ်လောက်ရှိလဲ30ကျော်ပြီနော် generation Z ဘာ generation လဲZ generation ကိုရောက်လာဒါတို့သမီးတို့ Z generation ရဲ့ကောင်းချက်ကဘာလဲဆို Z generation များသည်လူမှုရေးစိတ်ဓာတ်အပြည့်ရှိတယ်ဒါတို့သမီးတို့ကောင်းချက်နော်
စူးစမ်းလေ့လာခြင်းစိတ်အပြည့်ရှိတယ်နီးပညာကိုမျက်နှိုးခင်တွယ်တယ်နော်တိုးတက်ကြီးဝါအောင်မြင်လို့စိတ်ရှိတယ်အဲ့ဒီစိတ်ဓာတ်ကောင်းနေအကုန်ရှိတယ်သားတို့သမီးတို့မှာဒါပေမဲ့သားတို့သမီးတို့မှာမကောင်းတဲ့စိတ်ဓာတ်လားကောင်းတဲ့စိတ်ဓာတ်လားတစ်ခုပဲပြောစရာရှိတယ် Z generation နဲ့ပါအဲ့ဒါအာယုံစူးစိုက်နေစွာအားနေတာပဲဘာမှအာယုံစူးစိုက်နေစွာကြမထားဘူးဆရာပြောခြင်းနဲ့ Z generation အာစူးစိုက်နေစွာပြောရင်ယုံမလားမသိဘူး8 second ဘယ်လောက်လဲ8 second ဆိုတာဘယ်နှစ် second လို့ပြောတာဘာမဆိုအာယုံစူးစိုက်နေစွာတားလို့သူကြီးတို့မှာအဓိကရှိရဘယ်နှစ် second ပဲရှိလဲ8 second ပဲရှိတယ်အဲ့ဒီ8 second ပဲအာယုံစူးစိုက်နေစွာရှိတဲ့သူတွေကိုတဏီကိုစာချက်ခိုင်းနေတာကောင်းလားမကောင်းဘူးလားအဲ့လိုမပြောပါနဲ့တကယ်ပြောတာတားတို့သမီးတို့ရဲ့အာယုံစူးစိုက်နေစွာ8 second နဲ့ရှိတာနော်ဒီမှာအင်မတန်ကြောက်စရာကောင်းတယ်နော် Z generation ရဲ့အောင်ဆိုဒီမှာရှင်းရှင်းလေးပြောမယ်နော်ချစ်ရင်လည်း8 second မောင်းရင်လည်းကြရင်လည်းမကြရင်လည်းငိုရင်လည်းရည်ရင်လည်း8 second လူသားတွေဟမ်အဲ့တော့ဘာတွေနဲ့စိတ်ထဲမှာအစွဲကြီးဆွဲနေအောင်ပါလဲဆွဲနေလို့ရလားဟေးအကုန်လုံးနင်လဲ8 second ငါလဲ8 second sorry သွားတော့လာလုံးနေနေပဲဟုတ်တယ်မလားငါတို့စိတ်ထဲမှာ8 second လောက်နင်းကိုဆွဲလိုက်ပြီးပြီးသွားပြီပျောက်ထားလိုက်တော့တကယ်အရေးကြီးတာကိုလောရမှာမဟုတ်ဘူးလားအဲ့တော့8 second လို့ဆရာကဘာလို့ပြောလဲဆိုတော့ဒီနေ့ခေတ်နေလူငယ်တွေအများသောအဖြစ်ခုနလည်းဟိုဆရာတယောက်ပြောသွားပါတယ်ဖုန်းပေါ့နော်ဖုန်းပဲပေါ့နေတာဖုန်းမနေနဲ့ TV ရောမကြည့်ချင်ဘူးလားအဲ့တခါလေးကျတချင်းရောနားမထောင်ချင်ဘူးလားနားထဲမှာနှကြနဲ့လေဟုတ်တယ်မလားနားထဲမှာလည်းနှကြထည့်ထားတယ်နော်ဖုန်းလည်းပုတ်တယ်နော် TV လည်းကြည့်တယ်နော်ဘောလုံးဝဲလည်းကြည့်တယ်နော်ဂိမ်းလည်းဆော့တယ်နော်တယောက်တည်းအာရုံနဲ့ထွေမပြားနေဘူးလားအဲ့ဒါ8 second လူသားတွေပဲဒါကြောင့်မလို့8 second လို့ပြောတာအာယုံတစ်ခုတည်းကိုဘယ်တော့မှဆက်နစ်လုံးမရဘူး8 second 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 တည်းမှာသူတို့ရဲ့စိတ်တွေကတက်ကနေပြောင်းနေတယ်အဲ့တက်ကနေပြောင်းနေနိုင်တာကိုဆရာကြီးဆရာမတွေလူကြီးမိဘတွေကနားမလဲပဲနဲ့သူတို့ကိုသွားပြီးတော့အတင်းဖိအားပေးနေရင်အဲ့ဒါမှားယွင်းတဲ့ပညာရေးလမ်းကြောင်းကိုလိုက်စေမှာပဲအဲ့တော့ဂဏိခေလူတွေမှာစဉ်းစားကြည့်တော့တာတို့သမီးတို့10 တန်းတက္ကသိုလ်ဝင်တာအောင်မယ်အဲ့လိုအောင်မယ်လို့ပြောနေတဲ့ဂျားတွေကတကယ်တော့အောင်စင်းလဲထွက်လာတော့လူတရားဖြစ်ရင်မလောက်ပဲအောင်တယ်ဆရာကြီးတို့ဆရာမကြီးတို့သိပါတယ်လူတရားဖြစ်ရင်30 ရာခိုင်နှုန်းကျော်လောက်ပဲအောင်တယ်လို့ခုနေ့ကပညာရေးညွှန်ကြားမှုချုပ်ကိုယ်တိုင်ဝန်ခံသွားပါတယ်38 ရာခိုင်နှုန်းလောက်ပဲအောင်တယ်တရားဖြစ်ရင်38ရောက်အောင်တယ်ဆိုတော့မအောင်တဲ့လူက63ယောက်63ယောက်အပေါ်အလေးထားတဲ့ပညာရေးရောဟုတ်သလားမဟုတ်ဘူးအစဉ်းစားကြပဲနော်လူတရားဖြစ်ရင်38ယောက်ကိုပဲအလေးထားပြီးတော့68ယောက်ကိုဘေးကန်ထုတ်ပလိုက်တဲ့ပညာရေးဖြစ်နေတယ်68ယောက်ထဲမှာသားတို့သမီးတို့63ယောက်ထဲမှာသားတို့သမီးတို့မပါစေနဲ့အကယ်၍များပါသွားသည်ရှိတော့စိတ်ဓာတ်မကြနဲ့ထွက်ပေါက်တွေမရှိဘူးလားရှိပါရဲ့ဘာနဲ့ထွက်ပေါက်သွားမလဲဆရာရောက်တဲ့နေရာတိုင်းမှာပြောအမြဲပြောတယ်သားတို့သမီးတို့ဒီခေတ်ကြီးမှာတက္ကသိုလ်အောင်ပြီးတော့ဘွဲရတာပညာတတ်လားဟုတ်ပါဘူး sorry ပါဘွဲတွေတော့သိယူတာဒီအလကားပဲဘွဲအရေးမကြီးဘူးလားအရေးကြီးတယ်နော်ဘာဖြစ်လို့ဆရာတို့နိုင်ငံမှာကကားမောင်းတဲ့ driver ခေါ်ရင်တော့ဘွဲရမှာလို့ခေါ်နေတာအဲ့လိုနိုင်ငံဖြစ်နေလို့နော်ဘွဲကတော့အရေးကြီးပါတယ်ဒါပေမဲ့ဘွဲရတိုင်းတကယ်တတ်သလားတကယ်တတ်တယ်လို့ပြောနိုင်လားဘွဲရမှာဘာတွေပြန်သင်နေရလဲဘွဲရမှာအင်္ဂလိပ်စာပြန်သင်ရတယ်ဘွဲရမှာတရုတ်စာပြန်သင်ရတယ်ဘွဲရမှာဂျပန်စာပြန်သင်ရတယ်ဘွဲရမှာကွန်ပျူတာပြန်သင်ရတယ်ဘွဲရမှာ SCCI စရင်းကိုင်သင်တန်းတွေပြန်တက်မနေရဘူးလားအဲ့ဒီတော့ဘွဲမရခင်အထိသားတို့သမီးတို့ဒီမှာကျောင်းနေမှာကြက်ပြီးတော့စာပဲကြက်နေရတာတွေက wish မဖြစ်နေဘူးလားအလယ်ဟတ်မှဖြစ်မနေဘူးလားတကယ်လို့ဒါခုလိုအချိန်မှာစာလဲသင်မယ်ကွန်ပျူတာလဲသင်မယ်စာလဲသင်မယ်အင်္ဂလိပ်စာလဲသင်မယ်စာလဲသင်မယ်ဘာသာစကားလဲသင်မယ်ဆိုပိုမကောင်းဘူးလားအဲ့ဒီတော့မအောင်သီးတိုင်အောင်တော့မှအင်္ဂလိပ်စကားလေးပြောတတ်ရင်တရုတ်စကားလေးပြောတတ်ရင်ကွ
ကွန်ပျူတာလေးတက်ထားရင်စည်ရင်းကင်လေးတက်ထားရင်10 တန်းအောင်ပြီးဒိုင်းဆိုအလုပ်တော့မဝင်နိုင်ဘူးလားအခုတော့ဘာမှအလုပ်မလုပ်နိုင်ဘူးဆိုရင်ဒါမှားနေပြီနိုင်ငံတကာမှာသားတို့သမီးတို့ဘွဲရခေါ်တဲ့အလုပ်ခေါ်နည်းလေးတခုပြောမယ် LinkedIn ဆိုတာကြားဘူးလား Google ဆိုတာကိုကြားဘူးလားGoogle တော့သိတယ်နော်နိုင်ငံတကာမှာအင်မတန်နာမည်ကြီးတဲ့ကုမ္ပဏီကြီးတွေဟိုတလောကကြော်ညာခေါ်လိုက်တယ်သူ့အလုပ်ခေါ်တာမှာစာတန်းတန်းပါတယ်ဘွဲ့မလို့ဘူးတဲ့ကဲနိုင်ငံတကာမှာခေါ်တဲ့ပြည်သားနော်ဘာမလို့ဘူးတဲ့လေဘွဲ့မလို့ပါဘူးဟာဘလောက်အံ့ဩစရာကောင်းတဲ့သားတို့သမီးတို့ဘွဲ့တွေတစ်ထပ်ကြီးများကင်သွားပြီးနိုင်ငံခြားထွက်မယ်ဆိုလို့ရှိရင်အဲ့ဒီကုမ္ပဏီတွေသွားရှောင်းရင်အချက်ကိုကွဲမှာနော်ဘွဲ့မလို့ဘူးရောင်ကိုတက်ခေါ်တာအဲ့တော့တို့နိုင်ငံကဘွဲ့ပညာကိုအလုတ်ခတ်မှုဘယ်လိုခေါ်လဲဆိုတဲ့ပုံစံပြောပြတာအလုတ်ခေါ်တဲ့ interview တယောက်ဝင်လာပါထိုင်ပါစပွဲမှာ interview မဲ့လူကမေးတယ်မင်းဘာတတ်တယ်လဲဘွဲ့လက်မှတ်ထုတ်ပြတယ်ယူပြီးတော့ပြန်ပြစ်ချလိုက်တယ်မလို့ဘူးသူဘွဲ့လက်မှတ်ကိုလှည့်ကုန်မကြည့်မင်းဘာလုပ်တတ်တယ်လဲဘာလို့မေးလဲမင်းဘာလုပ်တတ်တယ်လဲအဲ့တော့ကွာဖြေရတယ်ကျွန်တော်ကွန်ပျူတာ coding ရေးတတ်ပါတယ်ကွန်ပျူတာ coding ကိုမင်းဘာ program နဲ့ရေးမလဲကျွန်တော်ဒီ program နဲ့ရေးမယ်ဟုတ်ပြီမင်းငါ့ကို45မိနစ်တွင်မင်းအကောင့်ထဲ coding program တခုငါ့ကိုရေးပြပါရေးနိုင်မလားရေးနိုင်မယ်ဟုတ်ပြီလောက်တော့ထွက်သွားတယ်ခုနမေးရလို့ဆက်မေးသေးလားခုနတယောက်တည်းနဲ့ကွန်ပျူတာတစ်လုံးနဲ့ထားခဲ့တယ်အခန်းထဲမှာအဲ့ဒီ45မိနစ်မှာ तू တတ်တဲ့ပညာနဲ့ coding တခုကို तू အကောင့်ထဲပေါ်ပြရတယ်45မိနစ်ပြည့်ပြီခုနပြောတဲ့လူကြီးကပြန်ဝင်လာပြီမင်း coding ငါ့ကို run ပြပါ run ပြတယ်ဒီကဒီလိုရှိပါတယ်ဒီလိုရှိပါတယ်ရှင်းပြတယ်ဟုတ်ပြီမေးကြိုက်ပြီမင်းလာစားဘယ်လောက်လို့ရှင်းလဲဒါပဲလေဘွဲ့လို့လားလက်မှတ်လို့လားတကယ်လို့လားပါလေသူ့ရဲ့တက်ကျွန်းနဲ့တကယ်လုံးနိုင်တဲ့ပညာပဲအဲ့ဒီတကယ်လုံးနိုင်တဲ့ပညာသူ့ကုမ္ပဏီမှာအရေးမကြီးဘူးလားကြီးပါတယ်ဘွဲ့လက်မှတ်ကြီးထောင်ပြပြီးတော့ဟိုရောက်တော့ဘာမှလုံးမတိုင်အဲ့ဒီကောင်ထပ်မသိနေရဘူးလားအဲ့ဒီထပ်သိနေရတဲ့အတွက်တို့အချိန်မပြုံးတော့အဲ့တော့သားတို့သမီးတို့နောင်မဲမှာဘွဲ့ကင်ပြီးတော့နိုင်ငံခြားထွက်ပြီးတော့အလုံးလျှောက်မယ်ဆိုရင်စင်ញင်ရတော့မယ်ငါတို့လက်မှတ်ဒီအသုံးဝင်ခြင်းမှာဝင်တော့မယ်လို့သားတို့သမီးတို့စိတ်ထဲမှာဒါတကယ်တမ်းတက်တာကသားတို့သမီးတို့ကနောက်ပိုင်းစင်ကာပူပဲသွားအမေရိကပဲသွားအင်္ဂလန်ပဲသွားခေါ်နေသမျှအလုပ်ဒီနာမည်ကြီးတွေမှန်သမျှဒီသားတို့သမီးတို့ဘွဲ့လက်မှတ်တွေသွားတင်ပြနေလို့အလကားပါပဲတကယ်တမ်းတက်သွားရမှာပါလေသူတို့လူချင်းတဲ့ပညာတွေကိုတကယ်ကြောင်ကျင်ကျင်တအောင်သင်သွားမှရမှာပါအဲ့ဒီကြောင်ကျင်ကျင်တရမယ်ပညာတွေကိုကျောင်းနေရသင်ပေးလားသင်ပေးလားမသင်ပေးဘူးသားလို့သမီးမသင်ပေးဘူးအဲ့တော့ကျောင်းနေရမသင်ပေးရင်ဘာမှသင်မလဲကျွန်တော်ခုနကပြောပါတယ်ဒီကိုကြီးကိုလည်းနော်ရမီရဖများအရေးကြီးပါတယ်ကျွန်တော်ကဒါကိုဘယ်လိုပြောချင်လဲဆိုတော့ social contract လို့ပြောချင်ပါတယ် social contract လို့ပြောချင်ပါတယ်ကျွန်တော်တို့သားတွေသမီးတွေကတော့ဒီလိုပဲတရားဝင်ဖြစ်ရင်38ယောက်အောင်တဲ့နှုန်းနဲ့ဒီလိုပဲတီမအောင်တဲ့ကောင်တွေကလည်းထွက်ချင်းထွက်ပလင်းယူမရယူချင်းကြိုက်တာဖြစ်စိတ်ကားပဲထွက်နေကုံမဲထမ်းထမ်းဖြစ်တော့မဲ့အနေထားကိုရောက်နေပါပြီအဲ့တော့ကြံတဲ့69ယောက်ကိုကူညီတဲ့63ယောက်ကိုကူညီတဲ့အနေနဲ့ရမီရဖများတက်ကြွသောလူငယ်များအသင်းအဖွဲ့များကျွန်တော်ပြစ်တာရက်ခါကျင်တာကကျွန်တော်တို့သားသမီးတွေကိုဒီတိုင်းပြစ်မထားပါနဲ့ကိုတက်ဆုံးတဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့သားသမီးတွေကိုအနာဂတ်မှာအသုံးဝင်နိုင်မဲ့အင်္ဂလိပ်စာလေးတွေသင်ပေးကြပါအပြင်ကနေသင်တန်းလေးတွေကျောင်းပိတ်ရက်တွေမှာအင်္ဂလိပ်စာသင်တန်းလေးတွေပေးကြပါကွန်ပျူတာသင်တန်းလေးတွေပေးကြပါတချို့တက်နိုင်သောပုံကူများဒီကွန်ပျူတာနဲ့ပတ်သက်ပြီးတော့ coding ရင်းကြီးတွေလုပ်ကြပါကျွန်တော်အိမ်ကြီးပြင်ပတ်ဝန်းကျင်နိုင်ငံတွေအကုန်လုံးနေပြီကျွန်တော်အကျယ်မပြောတော့ပါဘူးအချိန်ကြီးကြာလို့အဲ့တော့ကျွန်တော်တို့သားသမီးတွေပေါ်မှာပညာထားစေတနာထားတယ်ဆိုလို့ရှိရင်ကျွန်တော်အခုဒီမနေ့ပဲပြင်မနာစီကောက်ကျောင်းမှာကျွန်တော်ဝင်ပြီးတော့ဆရာတော်ကြော့ရင်းနဲ့ကျွန်တော်ဆရာတော်ရဲ့လှုပ်ဆောင်မှုတွေကျွန်တော်ဝင်ပြီးတော့လေ့လာခဲ့ပါတယ်ဆရာတော်ဒီသူ့ကျောင်းမှာမတတ်နိုင်သောသားသမီးများကိုအကုန်လုံးခေါ်ပြီးတော့10တန်းအခမဲ့တချို့လည်းပတ်စံတတ်နိုင်ရင်လည်းထောက်ပေါ့နော်သူခေါ်ပြီးတော့သင်ပေးပါတယ်အောင်နိုင်ရေးအတွက်သူလုပ်ပေးပါတယ်နံပါတ်1သူ့ကျောင်းမှာအခုကွန်ပျူတာ18လုံးရှိသွားပါပြီသူဘာမှတစ်လုံးမှမရှိသေးရနဲ့သူကသူထူထောင်နေတာနော်သူကွန်ပျူတာကန်းလေးကျွန်တော်ကိုပြပါတယ်ဆရာတော်ကအခုသူ့စာသင်အဲ့ဒီကွန်ပျူတာကန်းထဲမှာကွန်ပျူတာ18လုံးသူရသွားပါပြီ
တက္ကမတွေအင်အားနဲ့ဝိုင်းဝန်းပြီးတော့ထူထောင်တဲ့အခါမှာအမြဲတမ်းဆရာတော်ကကွန်ပျူတာသင်ပေးနေပါတယ်နောက်တစ်ခုဒီຫນွေရာသီကျောင်းပိတ်ရင်သူကလေးတွေကိုသူအင်္ဂလိပ်စာသင်ပေးပါအောင်မယ်တက်ကျွန်းတဲ့လူတွေကိုခေါ်ပြီးတော့သူအင်္ဂလိပ်စာသင်ပေးပါအောင်မယ်ဒါကဘာအကျိုးတရားလဲဆိုတော့အနာဂတ်မှာသားတို့သမီးတို့ရင်ဆိုင်ရမယ့်ပြဿနာကိုဘာနဲ့ဖြေရှင်းမလဲနံပါတ်1အင်္ဂလိပ်စာနံပါတ်2ကွန်ပျူတာနံပါတ်3ကိုကြိုက်ရနှစ်သက်ရပညာရ skill တစ်ခုခုဖြစ်အောင်လုပ်လေ့လာထားဖို့ပါပဲသားတို့သမီးတို့ဘက်ကအဲ့ဒီလိုမပြင်ဆင်ထားဘူးဆိုရင်သားတို့သမီးတို့အနာဂတ်တွေဘာမှအဆင်ပြေဖြစ်မှာမဟုတ်ပါဘူးအဲ့တော့ဆရာညီကုန်းချုပ်အနေနဲ့ပြောချင်တာကလောကကြီးမှာလူတစ်လုံးသူတစ်လုံးနဲ့တိုးတက်အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ခြင်း80စက္ကန့်စာလောက်လေးကိုခေါင်းထဲမထည့်ကြပါနဲ့ဟုတ်ပြီနော်80စက္ကန့်စာလေးကိုနားရောက်မသွားကြပါနဲ့အမြဲတမ်းစိတ်ထဲမှာသုဒ္ဓမှာစသုံးလုံးဘာမဆုံးငါတို့စူးစူးဆိုင်လုံမရမယ်ဆွဆွမြဲမြဲလုံမရမယ်ခုနစသုံးလုံးမှာစူးစူးဆိုင်ပြီးသွားပြီနော်ဒုတိယစတစ်လုံးကပါလေဆွဲဆွဲမြဲမြဲလုံတလို့စတစ်လုံးကစူးစူးဆိုင်ဆိုင်လုံဒုတိယတစ်လုံးကဆွဲဆွဲမြဲမြဲလုံအခုကြောင်းသားမလားကျောင်းစာတွေလုံမနေရဘူးလားမရပါဘူးဒါအပြင်တခြားဘာများလုံဆရာရောလုံလို့ရလားမရပါဘူးဒါကိုပဲလုံရမှာပေါ့လုပ်ငန်းငွေရောက်သွားပြီဆိုရင်အရေးကြီးပါတယ်စောစောမြဲမြဲမလုပ်ချင်ကြဘူးဆရာမိတ်ဆွေလုပ်ငန်းရှင်တယောက်ကတိတ်ကြီးတယ်ကျွန်တော်ဗျာဒီကလေးတယောက်ကိုကျွန်တော်လုပ်ငန်းမှာမွေးလေးရတာကျွန်တော်တကယ်ပညာရေးသင်ပေးပြီးမွေးလေးရတာသူ့ကိုကျွန်တော်လာစာ2သိန်းကြည့်ပြီးပြီဒါပေမဲ့တခြားလုပ်ငန်းတစ်ခုကသူ့ကိုလာပြီးတော့3သိန်းပေးပြီးခေါ်သွားတယ်ဗျာလိုက်သွားတယ်2သိန်းရတဲ့နေရာနေ3သိန်းပေးခေါ်တော့မလိုက်ဘူးလားလိုက်သွားတယ်အမဟိုလုပ်ငန်းကတည်မြဲတာမဟုတ်ဘူးဟိုလုပ်ငန်းအခုမှစပါဒီမှာလုပ်ငန်းကြီးကင်ကြီးအလုပ်ကြီးကင်ကြီးက2သိန်းပေးတဲ့လူကိုအလုပ်လေးကင်လေးက3သိန်းပေးပြီးခေါ်သွားတယ်ဟိုမှာအလုပ်လေးကင်လေးကိုစပြီးလုပ်ပြီးမယ်အောင်မြင်လားမအောင်မြင်တော့သူ့အလုပ်ကဘာလုပ်ရလဲဖြတ်ပလိုက်ရတယ်ဖြတ်ပလိုက်ရတယ်ဆိုတော့ခုန2သိန်းရတဲ့ကောင်က3သိန်းတော့သူတစ်လား2လားတော့ခံစားလိုက်ရမှာပေါ့ဒါပေမဲ့ဒီ2သိန်းကိုပြန်ဝင်လို့ရတော့လားမရတော့အဲ့ဒါဆွမြဲမြဲလုံနိုင်စွာမရှိတဲ့အကျိုးတရားပဲအဲ့တော့ဘာအလုပ်မဆိုတောက်အောင်လုပ်ပါဆွမြဲမြဲလုပ်ပါစူးစူးဆိုင်လုပ်ပါဆွမြဲမြဲလုပ်ပါနောက်ဆုံးစတလုံးစေတနာနဲ့လုပ်ပါဘာလို့စေတနာလေးထည့်ရင်မကောင်းဘူးလားအခုစာလုံးနေတယ်ဆိုတော့စေတနာပါရင်မကောင်းဘူးလားစေတနာပါမယ်ကို့အဖေအတွက်ပဲဖြစ်ဖြစ်အမေအတွက်ပဲဖြစ်ဖြစ်ညီလေးအတွက်ပဲဖြစ်ဖြစ်မောင်လေးအတွက်ပဲဖြစ်ဖြစ်နောက်ဆုံးအဆင့်တွက်လိုက်မစိုးနိုင်ငံအတွက်ပဲတွက်လူမျိုးအတွက်ပဲတွက်ကို့ကျောင်းအတွက်ပဲတွက်ကို့နိုင်ငံအတွက်ပဲတွက်ကို့ရက်ရွာအတွက်ပဲတွက်စေတနာလေးထည့်လိုက်ပါစေတနာလေးထည့်လိုက်ပါငါတို့အောင်မြင်မှုပါအကုန်လုံးအတွက်အကျုံးဝင်နိုင်ပါလားဆိုရယ်စေတနာလေးထည့်လိုက်ရင်ပို့ပြီးတော့အောင်မြင်ပါပါဟင်းချက်ထမင်းချက်တာအောင်စေတနာလေးထည့်ချင်ရင်ပိုမကောင်းဘူးလားသားတို့သမီးတို့အဲ့ဒါကြောင့်မို့ပြောတာပေါ့ဘာလို့စသုံးလုံးနဲ့လုံနိုင်အောင်ကြိုးစားပါစသုံးလုံးဆိုဒီမှာပါလေစူးစူးဆိုင်ဆိုင်လို့ဆွဲမြဲမြဲလို့စေတနာနဲ့လုံအဲ့တော့စူးစူးဆိုင်ဆွဲမြဲမြဲစေတနာနဲ့လုံနိုင်မယ်ဆိုရင်သားတို့သမီးတို့ဟာအနာဂတ်မှာအောင်မြင်ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်မှာပါလို့ဆရာလက်ဆောင်စကားလက်ဆောင်ပါပါတယ်သားတို့သမီးတို့အနာဂတ်မှာနောင်ကျွဲဘုတ်နောက်တစ်ချိန်မှာပြန်ရောက်လာတဲ့အခါမှာသားတို့သမီးတို့ကအမတန်အောင်မြင်ထင်ရှားတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်မြတ်တွေဖြစ်နေပါစေလို့ဆုတောင်းနေရင်ဆရာဒီနေ့ပြောကြတဲ့ဒီဟုတ်လား literary talk လေးကိုဆရာညီကုန်းချုပ်ပါတယ်အားလုံးကျမ်းမှာချမ်းသာကြပါစေ